ဘာတရားလဲဘုံကံရှိသူတို့ဌာနေရှင်တော်မြတ်ဖရာရဲ့မိတွေ့တော်ပြိဿရဲ့ဘယ်သူလဲမိတွေ့တော်ဘယ်သူလဲမိတွေ့တော်ဂေါရမီနော်သုံးလောကဒေါတာရှင်တော်မြတ်ဖရာရဲ့မိတွေ့တော်ကြီးဖြစ်တဲ့ဂေါရမီထေရီမာကြီးရှင်တော်မြတ်ဖရာရဲ့သာသနာမှာဘေကုဏီမာတို့ရဲ့သာသနာကိုရအောင်လျှောက်ထားတောင်းပန်ခြင်းဖြင့်ရှင်တော်မြတ်ဘုရားရဲ့သာသနာကိုဝင်ရောက်လို့လာလိုက်တာဘေကုဏီမာတို့ရဲ့ဝိနည်းကျင့်ဝတ်ကိုညီအောင်ထမ်းဆောင်ပြီးတော့မိမိရထားတဲ့ယုတ်တရားနန္တရားရဲ့အပေါ်မှာမမြဲတဲ့အိဋ္ဌသဘောတွေမြင်အောင်ဆင်းရဲတဲ့ဒုက္ခသဘောတွေမြင်အောင်နဲ့ငါမပိုင်မှုဆိုတဲ့အနတ္တသဘောတွေဉာဏ်နဲ့မှရှင်းအောင်ဒီယုတ်တရားနံတရားမှာပဲဝိပဿနာရှုပွားပြီးတော့ဝိပဿနာဉာဏ်နဲ့အစဉ်စဉ်ရမဉ္ဇဉ်ဘုံဉာဏ်အစဉ်စဉ်ရတော်မူလိုက်တာမိတွေတော်ကြီးဒီပရိသတ်ဒီဘဝကထွက်ခွာတော့မယ့်အချိန်မှာဘယ်အဆင့်ကိုရောက်သွားလဲမိရတော်ဂေါရမမိရတော်ဂေါရမီဒီဘဝကနေဘယ်အဆင့်နဲ့ထွက်ခွာသွားလဲအဲ့ဒါကိုမေးချင်တော့ဟုတ်လားမိရတော်ဂေါရမီထေရီမာကြီးဒီကိလေသာကင်းတဲ့ဘာဖြစ်သွားလဲယန္တာထေရီမာကြီးဘဝနဲ့ပြိဋိဘံဆံသွားတာဒါကိုတော်တော်များများသတိမထားဘူးဟုတ်လားဟောဒီဘဝဟောဒီသာသနာမှာရထားတဲ့ယုတ်တရားနံတရားရဲ့ပေါ်မှာဆင်းရဲကြောင့်ကောင်းမြတ်တဲ့ဝိပဿနာတရားတွေမဟာသတိပဋ္ဌာန်တရားတော်မြတ်တွေနဲ့ရှုမှတ်ပွားများတော်မူလိုက်တဲ့ဂေါရမီထေရီမာကြီးမိမိရထားတဲ့ယုတ်တရားနံတရားပေါ်မှာရအောင်ကြိုးစားရှုပွားလိုက်တဲ့ဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်သည်ကိလေသာကင်းတဲ့ယန္တာထေရီမာကြီးဘဝရောက်သွားပြီဒီတော့ကိလေသာကင်းတဲ့ယန္တာထေရီမာကြီးဖြစ်တဲ့မိတွေတော်ဂေါရမီဒီဘဝကနေပြိဋိဘံဆံလို့ထွက်ခွာတော့မယ်ဆိုတဲ့အချိန်ဘယ်ကိုကြွလာလဲဆိုရင်သားတော်ကြီးရှင်တော်မြတ်ဘုရားထံကိုရောက်လာဘယ်ကိုရောက်လာမိမိပရိသေဘသမေနိယကိုသမပိတဲ့အချိန်သားတော်ကြီးရှင်တော်မြတ်ဘုရားရဲ့ဓမ္မောက်ကိုရောက်လာခါရပေါင်းမြောက်များစွာနဲ့ရှင်တော်မြတ်ဘုရားကိုနှုတ်ဆက်ကြောပြီးတော့လျှောက်ထားတဲ့အထဲကခါရလေးတစ်ပုဒ်ကိုအာယုံပြုရနော်သေညောမာတာမဟိတိတိသုလဗံနာမမေထိနံဗုဒ္ဓမာတာတိယနာမံဣတံပရမဒုလဗံသေညောမာတာမဟိတိတိသုလဗံနာမမေထိနံဗုဒ္ဓမာတာတိယနာမံဣတံပရမဒုလဗံဗန္တိဘုံတော်နေဟောထွန်လင်းတောင်းပါတော်မူပါသောသာတော်ကြီးမြတ်စွာဘုရားသေညောဘယင်မင်းမြတ်တပါးဤမာတာမေတော်ဖြစ်သောမဟိတိမိဖုရားကြီးသည်ဣတိဒါနမဧကဲ့သို့သောနာမည်မျိုးကိုဣတိနံဟောဒီလောကမှာရှိကြတဲ့အမျိုးသမီးအသီးသီးတို့အတွက်သုလဗံမခက်ခဲမပင်မပဲနဲ့အလွန်ပင်ရလွယ်လှပါသည်မြတ်စွာဘုရားသာတော်ကြီးမြတ်စွာဘုရားတဲ့ဟောဒီလောကကြီးမှာရှိနေတဲ့အမျိုးသမီးတိုင်းဟာဆိုရင်ရှင်ဘုရင်ကြီးတစ်ပါးရဲ့မေတော်မဟေတိမိဖုရားကြီးဆိုတဲ့အမည်မျိုးကိုရဖို့ရန်
သူ့လက်ပံနဲ့အလွန်ကိုလွယ်ကူလှပါတယ်ပြိဿရဲ့အမျိုးသမီးတိုင်းဟာရှင်မင်းရဲ့မေတော်မိဖုရားကြီးဖြစ်ဖို့လွယ်သလားခက်သလားရှင်မင်းကြီးတစ်ပါးရဲ့မေတော်ကြီးဖြစ်ဖို့ရအတွက်အလွန်ကိုလွယ်ကူလှပါတယ်မြတ်စွာဘုရားဒါလေးကိုတပိုက်ရှောင်းလိုက်မိရိတော်ဂေါတမီသက်ရှိထင်ရှားရှင်တော်မြတ်ဘုရားသက်ရှိထင်ရှားတော့ကလျှောက်ခဲ့တဲ့ဒီစကားလေးပြိဿရဲ့ပြန်တွက်ကြည့်လိုက်နှစ်ပေါင်းဘယ်လောက်ကြာ2550ရဲ့အထက်မှာမရှိဘူးလားလွန်ခဲ့သောနှစ်ပေါင်း2550ကျော်ကာလသာတော်ကြီးရှင်တော်မြတ်ဘုရားကလည်းသက်ရှိထင်ရှားရှိတော်မူတဲ့အချိန်မေတော်ကြီးမိရိတော်ဂေါတမီလည်းသက်ရှိထင်ရှားရှိတော်မူတဲ့အချိန်ပရိနိဗ္ဗာန်စံဖို့ရအတွက်အလွန်နီးကပ်တဲ့နေ့ရက်တွေနဲ့ရောက်လာတဲ့အခါမေတော်ကြီးရဲ့လျှောက်ထားတဲ့စကားလေးသာတော်ကြီးတဲ့ဟောဒီလောကမှာရှိနေကြတဲ့မြို့သမီးအသီးသီးဟာဆိုရင်ရှင်မင်းတစ်ပါးရဲ့မေတော်မဟေသည်အမည်ရတဲ့မိဖုရားကြီးဆိုတဲ့ဘွဲ့ကိုရဖို့ရန်အလွန်ကိုတွေ့ကူလှပါတယ်ပြိဿရေဗါတဲ့လေတွေ့ကူတယ်အဲ့ဒီလွန်ခဲ့သောနှစ်ပေါင်း2500ကစကားလေးဟာဒီကနေ့ကြည်လိုက်ဦးဇင်းတို့ရဲ့ခေတ်မှာအလွန်တိုးတက်လာတဲ့ပြောင်းလဲလာတဲ့ခေတ်ကြီးသိပ္ပံတွေတိုးတက်နေပေမဲ့အုပ်ချုပ်မှုနေပယ်မှာရှင်မင်းစနစ်ဆိုတာတော့နိုင်ငံတော်တော်များများမှာမရှိဘူးလားရှိတယ်ဒီကနေ့ဦးဇင်းတို့ဟိုဘက်ကိုထွက်သွားလိုက်ယိုရီးယားမှာရှင်မင်းမရှိဘူးလားရှိလိုက်တာမှသူတို့ရှင်မင်းကိုပြိဿရေဖျားပြီးရင်ကိုယ်ွယ်ရအဖြစ်နဲ့ကိုယ်ွယ်ကြတာဟုတ်လားဒီတော့အနည်းဆုံးနိုင်ငံယိုရီးယားနိုင်ငံမှာလည်းရှင်မင်းရှိတယ်ဂျပန်နိုင်ငံဘရူနိုင်းနိုင်ငံမျိုးစုံမှာပြိဿရေခေတ်တည်ပြောင်းလဲလာတော်လေအုပ်ချုပ်မှုနေပေမှာရှင်မင်းဆိုတာပျောက်သွားသလားရှင်မင်းမပျောက်ရင်ရှင်မင်းရဲ့မေတော်ဆိုတဲ့အမည်ဟာပြိဿရေပျောက်ပါမလားဒါကြောင့်မိသွေးတော်ကြီးလျှောက်ခဲ့တဲ့စကားများအံ့ဩဖို့ကောင်းလဲလွန်ခဲ့တဲ့နှစ်ပေါင်း2550ကျော်ကလျှောက်ခဲ့တဲ့ဒီစကားဟာအခုချိန်ထိမှန်မနေဘူးလားသာတော်ကြီးဖရာတဲ့ဟောဒီလောကမှာရှိနေကြတဲ့အမျိုးသမီးအသီးတွေတိုင်းဟာဆိုရင်ရှင်မင်းကြီးတစ်ပါးရဲ့မေတော်ဖြစ်ဖို့ရန်အတွက်အလွန်ကိုလွယ်ကူလှပါတယ်ဖရာထိုကဲ့သို့တဲ့ရှင်မင်းရဲ့မေတော်ဖြစ်ဖို့ရန်လွယ်ကူပင်လွယ်ကူညတော်လဲဗုဒ္ဓမာတာထိုတတုကြရှင်တော်မြတ်ဘုရားရဲ့မေတော်ဟူသောယန္နာမံလောကုတ္တရာနဲ့စက်မိနေတဲ့အကျဉ်မြေမျိုးသည်အတ္တိတံတိဤလောက၌ထင်ရှားမသွေရှိလိုနေပါ၏ဣဒံနာမံဘုရားမေတော်အခေါ်ထုလိထိုအမည်မျိုးကိုတော့ဣတိနံဟောဒီလောကမှာရှိကြတဲ့အမျိုးသမီးအသီးသီးတို့ဟာဆိုရင်ပရမဒုလဗံကဘာကဝါတွေအကြာကြီးကြာမှာရာကေထုကျွန်းအလွန်ရာကေတဲ့အမည်တူကြီးဖြစ်ပါပေတော့သည်ဖယားအရှင်ဖယားတဲ့ရှင်မင်းရဲ့မေတော်ဖြစ်ပေါ်ရန်လွယ်ကူပင်လွယ်ကူညတော်လေတလောကလုံးမှာတဆူသာပွင့်တော်မူတဲ့ဖယားရှင်ပရိသတ်ရေကဘာတစ်ခုမှာဘုရားဘယ်နှစုပဲပွင့်လေဟောဒီဗဒ္ဒကဘာမှာပရိသတ်ရေ၄စုမြောက်ဦးဇင်းတို့မြတ်စွာဘုရားမပွင့်ခဲ့ဘူးလားပရိသတ်ရေတဆူရီသာပွင့်တော်မူတဲ့ဘုရားရှင်ဆိုတာရှိတယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့မေတော်ဆိုတာရောမရှိလာဘူးလားသို့တော်ပရိသတ်ရေပေါ်ပေါ်လောလောဟောရလားဗုဒ္ဓမာတာထုတတုကြဘုရားရှင်တစ်ပါး၏မေတော်ဟူသောယန္နာမအကျဉ်းမြည်ပြောသည်အဋ္ဌိတန်သည်ဤလောကမှာထင်ရှားရှိနေပါတယ်ဘုရားရှင်ပေါ်ထွန်းလာတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့မေတော်ဆိုတာလည်းပဲထင်ရှားရှိပါတယ်ဗျာသို့တော်လည်းပဲ
တလောကလုံးမှာတသုသာပွင့်တော်တော်မူတဲ့ဟောဒီဘုရားရှင်ကိုတော်မြတ်ကြီးရဲ့မေတော်ဆိုတဲ့အမည်ကိုရဖို့ရန်အတွက်ကြတော့ဒီလောကမှာရှိနေတဲ့အမျိုးသမီးအသီးသီးတိုင်းဟာဆိုရင်ကဘာရီအကြာကြီးကြာအောင်စောင့်ခဲ့ပြီးမှရခဲ့တဲ့အမည်ကိုရခဲ့တာပါလွယ်ကူတဲ့အမည်လားရခဲ့တဲ့အမည်လားရခဲ့တဲ့အမည်ရှင်တော်မြတ်ဘုရားကိုဘယ်မှာဖွားမြင်တော်မူလဲလုံမဏီသာမောအင်ရှင်တော်ဘယ်သူဖွားတာမေတော်မာယာမေတော်မာယာကဖွားမြင်ပြီးတော့ပြိဿရဲ့လောကထဲမှာအကြာကြီးနေခွင့်ရရဲ့မရဘူးတလောကလုံးရဲ့ညွယုံဥခိုင်ပူဇော်တိုက်တဲ့ရှင်တော်မြတ်ဘုရားဖြစ်လာမဲ့ဟောဒီသာယရဏကိုကိုယ်တင်နာယုံမြည်ဟုတ်ပါဟောဒီသာယရဏကိုပရိသတ်၏လုံမဏိသာမောအင်ရှင်တော်မှာဖွားတော်မူပြီးတဲ့အချိန်မေတော်မာယာလက်ရွာစံတဲ့အချိန်ကစပြီးတော့ရှင်တော်မြတ်ဘုရားကိုဘယ်သူကစောင့်ရှောက်တာမိတွေးတော်ခောရမီကိုလရင်ထဲမှာလွယ်မမွေးကြရတာပဲရှိတယ်ပြိဿရေမိတွေးတော်ကြီးဟာအမေအရင်လို့နှုတ်ကြိုတွေမတိုက်ကြွေးကြရဘူးလားဝါဘတ်တော်ကစီနှစ်နဲ့မကြွေးကြရဘူးလားအမေရဲ့ရင်ဝင်နှွေးနှွေးလေးထဲမှာရှင်တော်မြတ်ဘုရားအလောင်းလျာသားတော်ကိုနှွေးထွေးစွာမွေးဖွားကြရပါတယ်ဒီတော့မေတော်မာယာလက်ရွာစံတဲ့အချိန်မှာအမေနေရာမေတော်နေရာရလိုက်တာဘယ်သူလဲမိရိတော်ဂေါရမီဒီတော့မိရိတော်ဂေါရမီကအဲ့ဒီသူရလိုက်တဲ့ခံစား권ရပိုင်권လေးကိုတွေးပြီးတော့ပြိဋိဘံစံဃာနီးမှာကျေးဇူးတင်လွန်းတော့သားတော်ကိုလာရောက်ပြီးတော့နှုတ်ဆက်လျှောက်ထားတာအရှင်ဘုရားတလောကလုံးရဲ့ညွယုံဥခိုက်ပူဇော်တိုက်တဲ့ရှင်တော်မြတ်ဘုရားရဲ့မေတော်ကြီးဆိုတဲ့အမည်ကိုရလိုက်တဲ့တပည့်တော်သည်အရှင်ဘုရားနဲ့မကြာခင်ရက်ပိုင်းအတွင်းမှာပဲပြိဋိဘံစံလို့တပည့်တော်အပြီးတိုင်ခွဲရတော့မယ်ဘုရားဘာလို့တော့မလဲအရှင်ဘုရားနဲ့တပည့်တော်ခွဲဖို့ရအတွက်ပြိဋိဘံစံဖို့ရက်ကိုသတ်မှတ်ခဲ့ပါပြီလို့ပြိဋိဘံစံမဲ့အကြောင်းလာရောက်လျှောက်ထားတဲ့အခါရှင်တော်မြတ်ဘုရားတို့မြည်သည်တိုက်လဲမတိုက်တွန်းတားလဲမတားမြင်မတိုက်တွန်းမတားမြစ်တဲ့သားတော်ကိုရင်ထဲကဥဒန်းမခံစားနိုင်အောင်ခံစားချက်ပြင်းပြနေတဲ့ဥဒန်းစကားနဲ့မေတော်မိရိတော်ခောရမီကလျှောက်ထားတာတလောကလုံးမှာဘယ်သူမှရပိုင်권မရှိနိုင်တဲ့အခွင့်အရေးကိုရလိုက်တဲ့မိရိတော်ခောရမီရှိသမျှမိမတွေကြားထဲမှာဖရာရဲ့အမေမေတော်ကြီးဆိုလို့တယောက်တည်းရမသွားဘူးလားဒါကြောင့်ရှင်တော်မြတ်ဘုရားနဲ့တပည့်တော်သည်ဘဝပါရမီဆုံးလို့ဟောဒီနေရာမှာအရှင်ဘုရားကိုတပည့်တော်ကရင်ထဲမှာလွင်လို့မမွေးကြရတော့လည်းပဲအမတော်မေတော်မာယာနှရွာစံချိန်ကစားပြီးတော့ဟောဒီနိုးကြိုကိုတိုက်ကျွေးလို့အမေမွေးခဲ့ရတဲ့သားတော်ကြီးပါဝါဘနောကစီနေတဲ့နဲ့အမေကျွေးခဲ့ရတဲ့သားတော်ကြီးပါရင်ငွေနှွေးနှွေးလေးနဲ့အမေနှွေးထွေးပေးခဲ့တဲ့သားတော်ကြီးပါဒါကြောင့်တပည့်တော်သည်ဟောဒီဘဝကြီးတွေကနေမထွက်ခွာခင်မှာရှင်တော်မြတ်ဘုရားလိုယရနာထိုက်တဲ့သားကြီးနဲ့တွေ့ကြုံရတဲ့အတွက်ကြောင့်ကျေးဇူးတွေအလွန်တင်အလွန်ကိုဝမ်းမြောက်တဲ့အကြောင်းတွေနဲ့လျှောက်ထားပါရစေလို့အဲ့ဒီမှာသားကြီးမြတ်စွာဘုရားရဲ့အပေါ်မှာမိမိကအမေတယောက်ဘဝရခဲ့ခြင်းကြောင့်ရတဲ့အကျိုးတွေတန်းစီပြီးတော့လျှောက်လိုက်တာသားတော်ကြီးဂေါရမမြတ်စွာဘုရားရဲ့မေတော်ဖြစ်လိုက်တဲ့မိသွေးတော်ဂေါရမီသည်သားကိုအကြောင်းပြုပြီးတော့ဟွတ်ကြောင်ကိုမခွာနိုင်ခဲ့ဘူးလားဟောပြိဿရဲ့သားတော်ကြီးမြတ်စွာဘုရားတည်တောင်းတဲ့သာသနာမှာယဟန်တော်တွေကိုသာလျှင်သာသနာဝန္တာရှင်ယဟန်ဖြစ်တဲ့ရှိနေတဲ့အချိန်နဲ့အမျိုးသမီးတွေလည်းဘိက္ခုနီမသာသနာအဖြစ်နဲ့သာသနာတစ်ခုကိုထမ်းရွက်ပြရစေဆိုပြီးတော့လျှောက်ထားလာပြိဿရဲ့တစ်ကြိမ်လျှောက်ထားတယ်မြတ်စွာဘုရားခွင့်မပေးဘူးနောက်တစ်ကြိမ်ထပ်လျှောက်တယ်ဘုရားရှင်ခွင့်မပေးဘူးသုံးကြိမ်မြောက်လျှောက်တော့လေခွင့်မပေးဘူးဆိုတော့
မိတွေတော်ခေါ်ရမီဘလောက်ရှင်ထဲမှာပူလောင်စွာခံစားရလဲဆိုရင်ဇေတောကျောင်းတိုင်းရဲ့မုတ်ဦးကတိုင်နေဇေတောကျောင်းတွေမုတ်ဦးမှာရှိနေတဲ့ဥဒ္ဒတိုင်းတွေကိုခေါင်းနဲ့ဆောက်မျက်နှာနဲ့ဆောက်ပြီးတော့ငိုတာသဘင်တွေဘယိုဘယဖြစ်မျက်နှာတွေဖူးဖူးရောင်တဲ့အထိငိုလိုက်တာအမေတို့ကြိုတိုက်ရွေးခဲ့ပါတယ်သားရဲ့အမေဝါဘတော်ကစီနဲ့တင်းနဲ့ကြွေးခဲ့ပါတယ်သားရဲ့ငါသားကြီးရဲ့သာသနာတော်မှာသိက္ခာပုံမျိုးစုံကိုဆင်မြန်းလို့အမေလည်းပဲအမျိုးသမီးဟံဘဝကိုရလိုပါတယ်လို့တစားစားနှုတ်ကမြည်တမ်းငိုကြွေးရင်းနဲ့တောင်းပန်လိုက်တာရှင်တော်မြတ်ဘုရားခွင့်မပြုသေးဘူးပြိဿရဲ့ခွင့်ပြုသလားအဲ့တော့မှဘယ်သူကကရုဏာတတ်လဲဆိုတော့မြင်နေရတဲ့အရှင်အာနန္ဒာဘယ်လိုမှမခံစားနိုင်ဘူးအိုးကြည့်ပါဦးမေတော်ဤမိတွေတော်ဂေါရမီမျက်နာတွေလည်းအညိုမဲဆွဲလို့ဖူးဖူးရောင်လို့ငိုနေရပြီသပင်တွေလည်းဖယုတ်ဖယဲကျဲလို့မျက်ရည်ရိုစည်းလို့ငိုညှိနေပြီရင်ထဲကသောကတန်းချက်မခံစားနိုင်အောင်ပင်ပန်းသွားတာကအရှင်အာနန္ဒာမြတ်စွာဘုရားရဲ့ခန္ဓာကုတိတိုက်ကိုဝင်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီမိတွေတော်ဂေါရမီသည်ရှင်တော်မြတ်ဘုရားကိုနှုတ်ကြတိုက်ကြွေးလို့ကျေးဇူးကြီးမားခဲ့တဲ့မေတော်ကြီးဖြစ်ပါတယ်ဘုရားဟောဒီမိတွေတော်ဂေါရမီသည်သူ့ရဲ့ဝါဘတော်ကစီနှစ်တည်းနဲ့အရှင်ဘုရားကိုကြွေးမွေးစောင့်ရှောက်ခဲ့တဲ့မေတော်ကြီးဖြစ်ပါတယ်ဘုရားအရှင်ဘုရားသည်မေတော်ကြီးရဲ့ရင်ငွေကိုခိုလုံရင်းဖြင့်ကြီးပြင်းခဲ့ရတဲ့ဘဝတတ္တနေသည်ဒီကနေ့တိုင်အောင်ရင်ငွေရဲ့နှွေးထွေးမှုတွေခံစားရစေပါဘုရားတောင်းပန်ပါတယ်ဘုရားတပည့်တော်အနုအညွတ်တောင်းပန်ပါတယ်ဘုရားမိဘတော်ဂေါရမီထေရီမာကြီးဘဝကိုလိုချင်တဲ့မေတော်ကြီးအတွက်ဘိက္ခုနီသာသနာခွင့်ပြုတော်မူပါမြတ်စွာဘုရားအာနန္ဒာတော်မနေနိုင်မထိုင်နိုင်လို့တောင်းပန်ရတယ်ပရိသတ်မတောင်းပန်ခဲ့ရဘူးလားဒီတော့မှမြတ်စွာဘုရားကအာနန္ဒာကိုသတ္တိထားမိတွေတော်ဂေါရမီကိုဘာဂတိတောင်းလိုက်လဲဆိုရင်ဂရုဓမ္မ8ပါးကိုလိုက်နာနိုင်ရင်ငါဘုရားသာသနာမှာဘိက္ခုနီမအဖြစ်နဲ့ဝင်ရောက်ခွင့်ပေးမယ်ဆိုပြီးတော့အဲ့ဒီကြမှာဘိက္ခုနီမသာသနာပေါ်တာသဘောပေါက်ပြီလားအမျိုးသမီးစွမ်းဆောင်ရှင်တွေခေတ်ထဲမှာမိတွေတော်တို့ရဲ့စွမ်းဆောင်ပုံလေးကိုဒုပရိသနမူနာယူအောင်လို့ပြောပြတာသိရင်သိလိမ့်မယ်မရှင်းတော့ဘူးသိရင်သိလိမ့်မယ်ဒါပေမဲ့ဘာမှမသိချာမသိတော့ဘူးဟုတ်လားအခုဘေကုဏီမှာသာသနာကြီးတစ်ခုရဖို့ရန်အတွက်မိတွေတော်ဂေါရမီသည်လွယ်လွယ်လေးရခဲ့တာဟုတ်ရလားဒီတော့တချို့ကပြောတယ်ဟာဘုရားလည်းကိုယ့်ကိုဒီလောက်ကျေးဇူးများတဲ့မေတော်ကြီးကိုဘာဖြစ်လို့ဒီလောက်အကြီးအကြာကြီးညှင်းဆဲနေရတာလဲလို့ဒီလိုထင်တယ်အမှန်တော့မဟုတ်ဘူးပဲမြတ်စွာဘုရားတို့မြည်သည်မေတော်ကြီးပဲဆိုပြီးတော့ chance ပေးပြီးတော့ဟာခွင့်ပြုပါတယ်မေတော်ကြီးဆိုရင်အဲ့ဒီမေတော်ကြီးအကြောင်းပြုပြီးတော့နောက်ကပါလာမဲ့ဟုတ်လားမေတော်မကြီးတာတွေမေတော်လေးတာတွေအကုန်လုံးကစကားနားထောင်မှာမဟုတ်တော့ဟုတ်လားဒါကြောင့်အမေလိုနေရာမှာထားခဲ့တဲ့မိတွေတော်ဂေါရမီကိုပြိဿရင်ဂရုဓမ္မ8ပါးကိုလိုက်နာပါမယ်လို့ဂတိတစ်ခုရပြီးမှဒါတော့အာနန္ဒာကိုမေးလိုက်တယ်အာနန္ဒာငါဘုရားရဲ့သာသနာဟောဒီဘေကုဏီမသာသနာကိုသာခွင့်မပြုခဲ့ရင်အနှစ်1000လည်းခံနိုင်တယ်အနှစ်1000အထက်မှလည်းပဲကြာစီခံနိုင်တယ်လို့ဟောခဲ့တယ်ဟောဒီဘေကုဏီမသာသနာကိုခွင့်ပြုလိုက်တဲ့အတွက်အနှစ်ပေါင်း9000ရော့သွားလိမ့်မယ်ကဲပရိသတ်ရှင်တော်မြတ်ဘုရားမှာအကြောင်းပေါင်းများစွာပြเสียမရှိဘူးလားအေးနောက်ဆုံးအနှစ်ချုပ်လိုက်ရင်ရှင်တော်မြတ်ဘုရားရဲ့ခွင့်ပြုချက်ကြောင့်မိတွေတော်ဂေါရမီသည်ဘုကြောင့်ကိုစွန့်ခွာရဟန်းတွေလိုပဲပရိသတ်ရင်ဘဝနီများကြာသင်္ကန်းကိုဆင်မြန်းခွင့်ရပြီးတော့ရဟန်းတော်တွေဓာတ်တောင်များတဲ့ဝိနည်းသိက္ခာပုဒ်တွေကိုဆင်ရင်မသွားဘူးလားအေးအဲ့ဒါပဲဒါကြောင့်မိတော်ဂေါရမီဒိဋ္ဌိမာကြီးရဲ့ဘဝအစအဲ့ဒီလိုဏိဒံချီလာရကနေမြတ်စွာဘုရားရဲ့သာသနာမှာဘိက္ခုနီမယဟန်မာကြီးဘဝရပြီဆိုတဲ့ချိန်နဲ့ဝိနည်းတော်တွေကိုညီအောင်နေထိုင်ပြောဆိုခြင်းသုံးပြီးတော့မိမိရလာတဲ့ခန္ဓာ၅ပါးယုံနာတရားရဲ့အပေါ်မှာ
ဆင်းရဲခြင်းကြောင့်ကောင်းမြတ်တဲ့မဟာတတိပဋ္ဌာန်ဝိပဿနာတရားတွေနဲ့ရှုမြတ်ပွားများလို့နေလိုက်တာပရိနိဗ္ဗာန်စံမဲ့အချိန်ကြတော့မိသွေးတော်ကြီးရဲ့အစဉ်တန်းသည်ကိလေသာကင်းတဲ့ယဟန္တာထေရီမကြီးဖြစ်မသွားဘူးလားအဲ့ဒီခံစားခွင့်လေးကိုကျေးဇူးတင်လွန်းလို့အရှင်ဘုရားဟောဒီလောကကြီးထဲမှာတဆူရီပွင့်လာတဲ့ရှင်တော်မြတ်ဘုရားရဲ့မေတော်ကြီးနေရာမှာရခွင့်ရှိလိုက်တဲ့တပည့်တော်သည်အရှင်ဘုရားကအကြောင်းပြုပြီးတော့တပည့်တော်သည်မြတ်စွာဘုရားရဲ့သာသနာမှာဝတ်ကြောင်းကိုစွန့်ခွာနိုင်တဲ့ဘိက္ခုနီမဘဝကိုကိုယ်တိုင်လေးရခဲ့ပါပြီရမသွားဘူးလားတပည့်တော်ကအကြောင်းပြုပြီးတော့နောင်လာနောက်သားအမျိုးသမီးများလည်းဟောဒီဘေကုဏီသာသနာမှာဖြင့်ကိလေသာကင်းတဲ့ယဟန္တာထေရီမတွေဘဝရအောင်နေခွင့်ပါပြီအဲ့ဒါလေးကိုကျေးဇူးတင်လွန်းတော့ရှင်ဘုရားတဲ့ဟောဒီလောကကြီးထဲမှာတဆူရီပွင့်တဲ့ရှင်တော်မြတ်ဘုရားရဲ့မေတော်ဖြစ်ခွင့်ရလိုက်တဲ့တပည့်တော်သည်တပည့်တော်ရဲ့နိဗ္ဗာန်ခရီးအတွက်လည်းပဲကိုယ်တိုင်ပြင်ဆင်ခွင့်ရလိုက်သလိုတပည့်တော်ရဲ့ဥဆောင်မှုအောက်မှာရှိကြတဲ့အမျိုးသမီးတွေအတွက်လည်းပဲနိဗ္ဗာန်လမ်းကြောင်းကိုပြင်ဆင်ခွင့်ရခဲ့ပါတယ်မြတ်စွာဘုရားဒါကြောင့်တပည့်တော်သည်ဒီဘဝဒီသာသနာမှာသာတော်ကြီးမြတ်စွာဘုရားနဲ့နောက်ဆုံးတွေ့ခွင့်ရလိုက်တဲ့အချိန်အရှင်ဘုရားရဲ့မေတော်ကြီးတစ်ပါးအဖြစ်နဲ့ဖြစ်ခွင့်ရလိုက်တဲ့တပည့်တော်ဘဝအတွက်အရှင်ဘုရားဘောမှာကျေးဇူးကြီးမားလွန်းလို့လာရောက်လို့လျှောက်ထားပါတယ်ဘုရားကျေးဇူးတွေမကြီးမားဘူးလားကြီးမားတယ်အရှင်ဘုရားနဲ့ဆွေမျိုးတော်ဆက်လိုက်ရတဲ့မေတော်တော်ဆက်လိုက်ရတဲ့တပည့်တော်သည်မြတ်စွာဘုရားရဲ့သာသနာမှာယဟန္တာထေရီမကြီးဘဝရောက်တဲ့အထိကိလေသာကင်းကြောင်းတရားကောင်းတွေကိုသာတော်ကြီးအနိယမမနေရတဲ့ကြိုးစားခွင့်နာကြားခွင့်အထုတ်ပွားများခွင့်တွေကိုရလိုက်တာတပည့်တော်အတွက်ခန္ဓာဆိုတာဒီဘဝမှာပဲငြိမ့်ပါပြီကိလေသာကင်းသွားတဲ့ယဟန္တာထေရီမကြီးနောက်ထပ်ခန္ဓာရှိအောင်မလားမရှိတော့ဘူးဟုတ်လားဒီတော့ပြိဿကြီးမိရွေးတော်ကြီးပြောတဲ့အဓိပ္ပာယ်လေးဟာရှင်းမသွားဘူးလားတလောကလုံးမှာလူသားအလုံးထဲမှာအမျိုးသမီးတိုင်းအတွက်ရှင်မင်းကြီးရဲ့မေတော်ကြီးဖြစ်ဖို့ရန်လွယ်ကူလာပါတယ်ဘုရားရှင်တစ်ပါးရဲ့မေတော်ကြီးဖြစ်ဖို့ရန်အတွက်ကြတော့ကဘာရီအကြာကြီးကြအောင်ပါရမီဖြည့်တော်မူခဲ့ပြီးမှရခဲ့တဲ့အမည်ကိုရလိုက်တာပါတပည့်တော်သည်ရခဲ့တဲ့အမည်ကိုရခဲ့ပြီးတော့အခုတော့ရှင်တော်မြတ်ဘုရားကိုအပြီးတိုင်းခွဲခွာလို့နိဗ္ဗာန်ကိုစံပါတော့မယ်မြတ်စွာဘုရားပြီးတော့ဒီစကားလေးကိုအကြောင်းပြုပြီးတော့ဒီကနေ့ကိုစန်းတင်းတို့မညွညွစန်းတို့ဟုတ်လားဒီတဲ့ဆိုအောင်ပြောရင်ကျွတ်တို့နဲ့မောင်နှမဝမ်းခွဲတော်ပါသေးတယ်ရန်ကုန်မှာရှာရှာပပအမျိုးလေးဟုတ်လားအဲ့တော့ဘလောက်ဝမ်းသာဖို့ကောင်းလဲဆိုရင်ဒီကနေ့ဒီအထုဓမ္မသဘင်လို့ဆိုတော်လဲပဲဒီကနေ့နေ့ခင်းတော့ကမိမိတို့ရဲ့သားယရနာအရင်ကိုလည်းပြိခရာရှစ်ပြစုံလင်စွာလှူလို့သာသနာပေါင်းမှာရှင်သာမဏေဘဝကိုရောက်အောင်သွတ်သွင်းခဲ့မိမိတို့ရဲ့သားမဟုတ်တဲ့သူတစ်ပါးရဲ့သားယရနာများကိုလည်းပဲရှစ်ပြပြိခရာစုံလင်စွာလှူတန်းလို့သာမဏေပေါင်းရောယဟန်ပေါင်းရောသွတ်သွင်းခဲ့တယ်အဲ့ဒီမှာအကိုဖြစ်တဲ့မဇ္ဈိမဂုံကြီးဆရာတော်ကိုလည်းပြိခရာ၈ပါးစုံလင်စွာလှူတန်းပြီးတော့သိက္ခာဓမင်္ဂလာကျင့်ပပစ္စည်းလေးပါးယဟန္တကယဟမဖြစ်ကိုလည်းခံယူလိုက်တယ်ဒီကနေ့ပဲကိုစန်းတဲ့ဆိုတဲ့နာမည်ရဲ့ရှေ့မှာယဟန္တာယကကိုစန်းတဲ့ဖြစ်မသွားဘူးလားမညိုညိုစန်းဆိုတဲ့နာမည်ရဲ့ရှေ့မှာယဟန္တာယိကမမညိုညိုစန်းဆိုတဲ့အမည်ရမသွားဘူးလားဟောဒါကယဟန္တာကယဟမပစ္စည်းလေးပါးဓမ္မဖြစ်လို့ရလိုက်တာဟောဒီမှာဒီကနေ့မဇ္ဈိမဂုံကြီးမှာကြံနေခဲ့တဲ့မိမိတို့ရဲ့သားယရဏအရင်ကိုလလုံးလုံးရင်ထဲလွယ်မွေးလာတဲ့မိမိသားဟာရှစ်ပြပရိကရာဆုံးလင်းစွာဝန်ထမ်းနဲ့တာမဏေလေးဘဝကိုရနေပြီဆိုတော့ဟောတာမဏေလေးရဲ့ခမဲတော်ကြီးတာမဏေလေးရဲ့မေတော်ကြီးဆိုတဲ့အမည်ရောရမသွားဘူးလားအလကားရတာဟောရလား
ဟုတ်ဘူးရှစ်ပြားပရိကရာဆုံးလင်းစွာလွတ်တတ်လိုက်ပြီးတော့မိမိရဲ့သာယရဏသူတစ်ပါးရဲ့သာယရဏတွေကိုမြတ်စွာဘုရားရဲ့သာသနာတော်တွင်ကိုသွတ်သွင်းချီးမြှင့်လိုက်လို့ရခဲ့တဲ့အမည်ကိုရလိုက်တာပါပြိဿယဘာအမည်ကိုရတာရခဲ့တဲ့အမည်ကိုရတာကဲဟောဒီမြတ်စွာဘုရားသာသနာထွန်းကားတဲ့ဒီနိုင်ငံမှာပဲပြိဿယမိခင်တိုင်းဟာသာမဏေလေးရဲ့မေတော်ကြီးယဟန်လေးရဲ့မေတော်ကြီးသာမဏေလေးရဲ့ခမဲတော်ကြီးယဟန်ရဲ့ခမဲတော်ကြီးရဲ့အမည်ကိုမိခင်တိုင်းရခွင့်ရှိရလားမရှိဘူးပြိဿယခဏလေးဒုံလဘဝိဘောယနောက်မှသားတွေကိုချောလိုက်ရတာတဲ့ဟောဒီလိုတကြံနေတဲ့ကာလဆိုရင်အပိအယူတော်တော်လေးကိုလုံရတတ်ပါတယ်မရဘူးလားဒီနေ့ပဲရဟန်းတကာရဟန်းမတွေအလှတစ်ခုပြတ်သွားတယ်ဟာဘလို့ဖြစ်လို့တော့ဆိုဘုံဘုံရဲ့မပြောချင်ပါဘူးသားသူမရေမကစားရင်ဒီသင်္ကန်းတက်တလုံးမဝတ်ဘူးဆိုလို့အလှကိုနောက်ရှူရမှာတဲ့ကဲပြိဿရဲ့ဘလောက်ပဲမိဘနှစ်ပါးကသားလေးရဲ့ဝတ်ပါလို့ပြောကာယကံရှင်မိမိတို့သားကအဲ့ဒီအပေါ်မှာစိတ်မဝင်စားသေးဘူးတရားမပါသေးဘူးဆိုရင်ရဖို့လွယ်ပါမလားဒါကပြိဿရဲ့သားရှိလို့ပြောတာသားမရှိတဲ့မိခင်ဆိုရင်သားမရှိတဲ့ဖခင်ဆိုရင်ကိုသားသမီးအရင်မရှိတဲ့အတွက်ကြောင့်ပြိဿရဲ့အဲ့ဒီအမိဒူးမျိုးရဖို့ရန်ပို့ပြီးတော့မခတ်ဘူးလားခတ်တယ်ဒါကြောင့်အမတ်တမဲ့ကြည်လိုက်မယ်ဆိုရင်တော့လွယ်လိုက်တာပသန်လေးရအောင်စုဇီရီများရအောင်စုပြီးရင်စုများကြီးပိုင်လာတဲ့အခါကျောင်းကိုသွားဘုံဘုံသားကိုရှင်ပြုမလို့ဘုံဘုံကိုသိက္ခာထပ်မလို့ပြောလိုက်တာနဲ့ဟိုငါလှုပ်ပေးမယ်အကုန်လုံးဘယ်သူစီမှာဘယ်လိုငါလိုက်ဘယ်သူစီမှာဆက်ငါလိုက်ဘယ်သူစီမှာဗီဒီယိုငါလိုက်ဘယ်သူစီမှာပိစာရလိုက်ဟာဘယ်မှာပရိက္ခရာဥစဉ်နေသွားဝယ်ခိုင်းလိုက်မယ်ဆိုတော့လွယ်လိုက်တာလို့ထင်စရာမကောင်းဘူးလားအောင်မလေးပြိဿရင်လွယ်တယ်မထင်နဲ့သာမဏေလေးတစ်ပါးရဲ့မေတော်ကြီးခမဲတော်ကြီးဖြစ်ဖို့ရန်ယဟန်တော်လေးတစ်ပါးရဲ့ခမဲတော်ကြီးမေတော်ကြီးဖြစ်ဖို့ရန်သည်ရှင်တော်မြတ်ဘုရားရဲ့မေတော်ကြီးဖြစ်ဖို့ရန်တပို့ပြီးတော့ခဲရင်ပါတယ်ကဲနိုင်လိုက်တဲ့ဥပမာကြီးကအမတ်တမဲ့ဆိုရင်လက်ခံရင်စရာကောင်းရလားဘုရားရဲ့မေတော်ဖြစ်ရတာကမှလွယ်သေးတယ်တဲ့သာမဏေလေးဦးစင်းလေးရဲ့ခမဲတော်မေတော်ဖြစ်ရတာပို့ပြီးတော့ခတ်တယ်ဒီစကားကိုဒကမတယောက်ကပြောတယ်ဟာအရှင်ဘုရားဘယ်နဲ့နှိုင်းတာတော့ဖြစ်နိုင်မှာမလားဩတရားလေသိချာမှတ်ပြီးနာပါအောင်ဟုတ်လားကဲပရိသတ်ရင်ဟောဒီမှာမြတ်စွာဘုရားရဲ့သာသနာဆိုတာမြတ်စွာဘုရားမပွင့်ထွန်းရင်ဘယ်တော့မှပေါ်မလာပါဘူးတလောကလုံးမှာမေတော်မာယာမွေးဖွားလိုက်တဲ့သားမိတွေတော်ဂေါရမီစောင့်ရှောက်ခဲ့တဲ့သားသိတ္တတမင်းသားဘဝကနေပြီးတော့ပါရမီပြည့်အောင်ဖြည့်လိုက်လို့ဘုရားရှင်ဖြစ်တော်မူလာတဲ့အခါအရင်ဆုံးမေတော်အမည်ရလိုက်တာကမိတွေတော်ဂေါရမီသို့တော်ပြိဿရဲ့အဲ့ဒီမိတွေတော်ဂေါရမီထေရီမာကြီးမေတော်ရလိုက်ပြီမယ်မေတော်မြည်ရလိုက်ပြီမယ်ဥစဉ်တို့ကဟောဒီလူဘဝကိုမရောက်သေးဘူးဆိုရင်ဒီသာသနာတွင်မရောက်သေးဘူးဆိုရင်ဒီအမည်ရပါမလားရဘူးနော်ပြိဿရဲ့ဟောဒီမှာမြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားနေတဲ့ဒီနိုင်ငံရောက်ဖို့ဆိုရင်လည်းပို့ပြီးတော့ခပ်ပြန်ပါတယ်ဒီတော့မြတ်စွာဘုရားဆိုတာကသူ့ပါရမီတတ်တန်းနဲ့သူအပိုင်းခြားရှိပြီးသားဒီပါရမီပြည့်အောင်ဖြစ်ရင်တနေ့ဘုရားမဖြစ်ဘူးလားဖြစ်တယ်ဥစဉ်တို့မှာပြိဿရင်ပုထုဇဉ်အကျဉ်းစားတွေကိုယ်ပါရမီကိုမြင်နိုင်ရတာလူလည်းဖြစ်ဖို့လိုပါတယ်စောစောကပြောသလိုသားယောက်ျားလေးရဲ့မိခင်ဖခင်ဖြစ်ဖို့လည်းလိုပါတယ်လူလည်းဖြစ်လာပြီသားယောက်ျားလေးရဲ့မိခင်ဖခင်လည်းဖြစ်လာပြီသာသနာမထွန်းကားတဲ့နေရာဗုဒ္ဓသာသနာမရှိတဲ့နေရာမှာသွားပြီးတော့လူဖြစ်မယ်ဆိုရင်သာသနာနဲ့တွေ့ပါမလားတွေ့ပါဘူးကမ္ဘာလူဦးရေတန်ပေါင်းများစွာထဲမှာဗုဒ္ဓဘာသာဆိုတာအလွန်နည်းတဲ့လူဦးရေပါမနည်းဘူးလားအလွန်နေတဲ့လူဦးရေထဲမှာဗုဒ္ဓသာသနာထွန်းကားတဲ့ဒီနိုင်ငံမှာလူဖြစ်ခွင့်ရဖို့ဆိုတာရောပြိဿရင်ဘဝပါရမီဘုံကံမပါခဲ့ဖြစ်ပါမလားဖြစ်ဘူးဒါကြောင့်ပြိဿရင်မေတော်ကြီးခမဲတော်ကြီးဆိုတဲ့အမည်ဘာကြောင့်ရခဲ့လို့ရလိုက်တာလဲဟောဒီမြတ်စွာဘုရားရဲ့သာသနာထွန်းကားတဲ့ဒီလိုနေရာမျိုးမှာလူဖြစ်ခွင့်လည်းရဖို့လိုပါတယ်
လူဖြစ်ခွင့်ရပြန်တော့လေမိမိမှာသားယောက်ျားလေးတွေရှိဖို့လိုပါတယ်သားယောက်ျားလေးတွေရှိလာတော့လေမိမိရဲ့သားယောက်ျားယရနာတွေသည်အမေစကားအဖေစကားနားထောင်ပြီးတော့သာသနာနဲ့နီးစပ်တဲ့သာသနာဝန်ထမ်းယဟန်ဘဝကိုလည်းခံယူပေးဖို့လိုပါမယ်မလိုဘူးလားလိုပါဗျာကဲအမေကလည်းကြီးညိုတယ်အဖေကလည်းကြီးညိုတယ်သားလေးကလည်းထက်သန်တယ်သာသနာပေါင်းကလည်းအလွန်နီးနီးစပ်စပ်နဲ့ဝင်ခွင့်ရပါပြီပစ္စည်းတရားသာသနာတဲ့ပရိသတ်ရခဲ့တဲ့အကြောင်းသုံးများညီညွတ်ဖို့ဆိုတာမလွယ်လာပါဘူးဒီကနေ့ပရိသတ်လှူတဲ့အလူခုနလမ်းမှာဦးစင်းတို့တွက်လာတဲ့အနည်းဆုံး50 60တော့ကုန်ပါသိန်း50 60တော့မကုန်ဘူးလားကုန်တယ်ကဲသိန်း50 60ကုန်နိုင်တာကပစ္စည်းဒီငွေကြေးကိုရအောင်ရှာရတာလွယ်လွယ်လေးနဲ့ရလာတာဟုတ်ရလားနှစ်ပေါင်းများစွာစုဆောင်းလို့လာခဲ့ရတယ်ဟောရင်သားယောက်ျားလေးမွေးလာပြီဆိုတဲ့အချိန်တည်းကစလဲဝင်ဖေမမဲခင်တည်းကရင်ထဲမှာဆွဲလန်းလာတဲ့တန်ရောစဉ်တစ်ခုပါလာလေငါတို့မှာသားလေးရှိနေပြီအချိန်တန်ရွယ်ရောက်ရင်ငါတို့သားလေးကိုမြတ်စွာဘုရားရဲ့သာသနာပေါင်းတွင်မှာယဟန်လေးဘဝရှင်လေးဘဝနဲ့သွတ်သွင်းရအောင်မှာလို့ဗုဒ္ဓဘာသာမိဘတိုင်းရဲ့စိတ်ကူးထဲမှာမပေါ်လာဘူးလားပေါ်လာတယ်ဒီနေ့ဆိုရင်ဦးဇင်းတော်တော်လေးစိတ်မကောင်းဖြစ်ရတယ်စိတ်မကောင်းဖြစ်ရတာကဒီအလှနဲ့ပတ်သက်လို့မဟုတ်ပါဘူးဦးဇင်းရဲ့တငယ်ချင်း16 19နှစ်တည်းကအတူတူနေခဲ့တဲ့တငယ်ချင်းအလက်တန်းအောင်ပြီးတော့အကြီးတန်းရောက်တဲ့အချိန်ဘာစိတ်ကူးပေါက်ပြီးတော့စိတ်ယူပေါက်လည်းမသိဘူးအသက်20ညာဖြစ်ပြီး6လလောက်ရှိတော့လူပြန်ထွက်သွားလူပြန်ထွက်တော့ပြိဿရေတခါတည်းဘုံကံကနေသွားလိုက်တာဘယ်တိနေသွားလဲအိမ်ရောက်တော့လေသူ့အဖေကြီးကဒေါသတွေဖြစ်တာပေါ့မနောပတော်သည်ပေါ့သားဆိုသားမိုက်တွေကြမှာဒီသားလေးတယောက်ပဲပါလို့ဝမ်းမြောက်လိုက်ရတာဆိုပြီးတော့အလူကျင်းပါတာတော့ဦးဇင်းတို့အဲ့ဒီရွာကိုရောက်သွားတယ်မန္တကြီးနှလုံးပြိဿရေမန္တကိုနှလုံးထားပြီးတော့ဆိုင်းရလဲဆိုင်းနှမျိုးဟိုဘက်ကအမျိုးသမီးဆိုင်ဒီဘက်ကအမျိုးသမီးဆိုင်တလက်စီတီးပြီးတော့ကိုကျင်းပါတာဟာတခါကြီးဘာဖြစ်လို့ဒီလောက်ဖြုံးရတာလဲဟာမဟုတ်ဘူးတဲ့တပည့်တော်သားတွေထဲမှာငပွေငပေတွေကြီးပဲဒီသားတယောက်ယရနာပါလာတာတပည့်တော်ချမှာပဲတဲ့ပြိဿဘလောက်အထိလှုပ်လိုက်လဲဆိုရင်လေမန္တကြီး20နဲ့ကိုတခါတည်းလေကွင်းထဲမှာအလူကြီးပေးပြီးတော့အလူပေးပြီးတာနဲ့သူတို့ရဲ့အိမ်ကြီးကိုဖျက်နောက်တဲ့သူတို့အိမ်ကြီးမျိုးကြီးတစ်လုံးဝယ်ပြီးတော့အိမ်ကြီးနှလုံးပေါင်းပြီးတော့ရွာဦးထိပ်မှာကျောင်းကြီးဆောက်တာသူ့မိုးအိမ်ကလေသူတို့ကဘာနဲ့နေလဲဆိုဓဏီမိုးနဲ့နေတယ်အဲဓဏီမိုးနဲ့နေပြီးတော့သားကိုအားထားလိုက်ရတာပြိဿကြီးသားကမိဘကိုပြန်လဲမငဲ့တဲ့သားဆိုတော့ဦးဇင်းတို့တငယ်ချင်းအရင်မှာပဲ6လလောက်ရှိတော့လူထွက်အိမ်ပြန်ရောက်တဲ့အခါကျဘိုးကြီးကလည်းပဲဘာမှမခိုင်ဘူးသူ့ကိုဘုန်းကြီးလိုပဲထားတာသားစားမလေးငါသားဒီချင်းဘုန်းကြီးဆိုရင်စားချင်းရောက်နေပြီစားဟောသားအလုပ်တကူလို့မလုံးနဲ့ငါသားမလုံးနဲ့အဖေလုံးမှာပေါ့ဆိုတော့ဘုန်းကြီးလိုပဲထားတဲ့အခါကျတော့ဟိုကောင်မနေနိုင်တော့ပြိဿကြီးအင်းကနေထွက်သွားပြီးဟိုရောက်ဒီရောက်နောက်ဆုံးဘယ်ရောက်လဲဆိုတော့ဘယ်မှရောက်စရာမရှိတော့ဘူးစစ်ထဲရောက်သွားဟုတ်လားဟမ်ဘယ်မှသွားလို့မရဘယ်ရောက်သွားစစ်ထဲရောက်သွားဟုတ်လားစစ်ထဲလည်းရောက်ရောပြိဿကြီးမိဘကိုစိတ်ဆင်းရအောင်လှုပ်ထားတဲ့အကုသိုလ်ကကြောက်စရာကောင်းတာတိုက်ပွဲလည်းတိုက်ရောပြိဿကြီးအရာမောက်ပြီးတော့ तू တိုက်ထားတဲ့အခု तू ပြန်ပြောပြတယ်တိုက်တော့တော်သေးတယ်ပြိဿကြီးကြည်စံထိတ်ကမလာဘူးဘေးတိုက်လာတဲ့အခါကျခြေသလုံးနှစ်ဘက်ကိုဖောက်ပြီးတော့တခါတည်းမှန်သွားတာခြေသလုံးကဖြတ်တော့မဖြတ်လဲဒါမှမဟုတ်ဇက်တောက်ဖြစ်သွားတာပေါ့အဲ့ဒါပြိဿကြီးဟာပြောရရှည်ကြီးနော်ဒီကဘာဒီစကားဘာကြောင့်ပြောတာလဲဆိုဒီနေ့တော်တော်စိတ်မကောင်းလို့သားသမီးတွေလည်းမှတ်သွားမိဘစိတ်ဆင်းရအောင်လုပ်လိုက်တဲ့အကုသိုလ်ကဘယ်လို့မှမငြိမ်းနိုင်တာအဲ့ဒီမှာပြိဿကြီးတက်ထဲရောက်သွားဟောတနတ်မှန်လိုက်တာခြေသလုံးနှစ်ဖက်လုံးဖောက်မှန်သွားတယ်ဒါရမရဘူးလားဟာခြေသလုံးကပြိဿကြီးဖြတ်ရတော့မယ်ဆဲအဖေကတကကြားတော့လိုက်လာပြီးတော့ဆေးကုပြီးတော့တကဖြတ်တော့မဖြတ်လိုက်အောင်သို့တော့ဇက်တောက်နဲ့ပဲသွားဇက်တောက်နဲ့သွားရင်းကလည်းအမေဆိုးတော့မဆိုးဘူးဗျသူ့အကြိုက်တဲ့သူပဲမိမတော့ရလိုက်သေးတယ်ဟုတ်လားဇက်တောက်လေးပဲတနာသွားလားမသိမိမရလိုက်တော့အဲ့တော့မိမရပြီးပြန်တော့လေပြိဿကြီးမိမရပြီးတဲ့အချိန်ကဲကံမကောင်းသေးဘူးနော်တနေ့ကျတော့သူ့ဂျူတီမဟုတ်ဘူးလေသူများဂျူတီကြက်ဝိုင်းဘာမှမဟုတ်တော့မှသူတို့တောင်းကြတဲ့ချင်းကြက်ဝိုင်းကိုသွားပြီးတော့ဟဲ့ကောင်နဲ့ဟိုကြက်ဝိုင်းသွားရှင်းလိုက်စမ်းဆိုပြီးတော့အရာရှိကခိုင်းလိုက်တာသူကပြင်းလို့ဆိုပြီးတော့သူများတနက်ကိုထမ်းပြီးမင်းနေခဲ့ပါကွာငါလိုက်သွားလိုက်မယ်ဆိုလိုက်သွားတာဟ
ဟိုလူရဲ့တဏ္ဍထဲမှာကြီးစံထက်တာ तू ကမသိ तू ကမသိရတဲ့ပရိသတ်ရဲ့အကြက်ဝိုင်းဟာရဲ့တက်ကလာတယ်ဆိုပြေးကြဝုန်းနဲ့ပြေးတော့ကလေးလေးတယောက်ကတခါလဲဟိုကြောက်နဲ့ပြေးတော့ဟဲ့ကောင်မရနဲ့ပြေးမင်းငါပြစ်လိုက်မယ်ဘာညာနဲ့နောက်တာကလေးဆို तू က6ပြီးတော့မင်းငါပြစ်လိုက်မှတော့ဆိုပြီးတော့ပြစ်လိုက်တာဘယ်လိုလုပ်ပြီးမောင်းတင်ပြီးကြီးကထွက်သွားမလဲကလေးလေးဒိုင်းဆိုဟုတ်သေးရောကဲပရိသတ်ရဲ့စောစောကတဏ္ဍမှန်တယ်ကဲသေပြီဆိုလဲစစ်စည်းကားရတကထောင်ကြပြန်ကဲကြောက်ကြမကောင်းလားဒါအပြောခြင်းလို့မဟုတ်ဘူးနော်လမ်းမှာစဉ်းစားလာတာဒီကောင်းလို့အမေဖေတစ်ချက်မှစိတ်ချမ်းသာအောင်မထားခဲ့တဲ့ကောင်အကုသိုလ်တွေတန်းစီလိုက်တာအဲ့ဒီနဲ့ထောင်ထဲကြပြိတ္တကြီးထောင်ကလွတ်လာတော့ဘယ်ရောက်လာလဲဆိုတော့ဦးစင်းတို့အပေါ်မှာလည်းတကယ်ကျေးဇူးများတာဘာဖြစ်လို့ကျေးဇူးများလဲဆိုရင်ငယ်ငယ်တော့အတူတူနေတော့သူ့အဖေကြီးကတခါလေတလပြည့်300ဦးစင်းတို့ငယ်ငယ်က300ဆိုတာနော်နဲတဲ့ပိုက်ဆံမဟုတ်ဘူးတလားပြည့်300ပို့လိုက်ပြီအဲ့300ဦးစင်းတို့တငယ်ချင်း3ပါးဝိုင်းပြီးတော့တောက်ရတာလက်ပိတ်တောက်တယ်သူ့ပိုက်ဆံမွေးငါးစားတယ်သူ့ပိုက်ဆံသူကလည်းအဲ့ဒါဒီ3ပါးကိုပဲတွဲပြီးတော့ခေါ်နေတော့သူ့အဖေကြီးက300ကတခါတလေသူမမျောကျွတ်တော့မျောနေလာကုန်ပြီဟင်လာကနီးပြီဟဟလားအဲ့တော့ကိုကအဲ့ဒီကျေးဇူးတွေဘယ်လို့မှမမေ့နိုင်တဲ့အခါသူ့ကိုစုံစမ်းတာဟာသူထောင်ကြနေတယ်အဲ့တော့မန္တလေးမှာဦးစင်းကပြောခဲ့တယ်မန္တလေးကတကယ်ချင်းနေအကယ်၍လွတ်လာလို့မင်းတို့နဲ့မြန်တွေ့ရင်ငါစီကိုအရောက်ပို့လိုက်စမ်းပါကိုကပြန်လုတ်ပေးကျင်တာကိုကလည်းတော်တော်အဆင်ပြေနေပြီအဲ့တော့ဦးစင်းကနိုင်ငံခြားတော့မသွားသေးဘူးအဲ့တော့ရောက်လာပါလိမ့်ဟာပြိတ္တကြီးဘယ်တော့မှသူ့မျက်နှာဒီလိုပုံစံတွေ့ရလိမ့်မယ်လို့မထင်ဘူးပေဆုံးအဲ့တော့ချက်ချင်းပဲမှတ်မိသေးတယ်ဦးစင်း97ရဲ့နှစ်ဦးပိုင်းမှာချက်ချင်းပဲလာကွာဆိုပြီးဈေးသွားအဲ့တော့မစ္စည်းမကိုကြီးဆရာတော်မှမဖြစ်သေးပဲဘယ်ဈေးသွားဘယ်သူမှကြည့်မဲ့လို့မရှိဟုတ်လားဘယ်နေရာထိုင်နေပရိသတ်ကြီးငေါ့လွတ်တဲ့လူတော်ပေါ်သေးတယ်ဟုတ်လားအဲ့တော့တခါလေသွားဘယ်မှာသွားတယ်မှလည်းလေယာမျက်စိထဲမှာတရားဘိုး3တယ်တရားဘိုး4တယ်တရားဘိုး3တယ်ကိုယ်တိုင်ထိုင်ရွေးတာဟဲ့ရွေးကွာဒါလေးကောင်းတယ်ရွေးကွာဟုတ်လားတနာတာကိုကတနာလို့ကိုယ်တိုင်ရွေးပေးတာရွေးပေးပြီးတော့ဟေးလို့မင်းမိဘပေါ်မှာလဲမင်းစိတ်ဆင်းရဲအောင်လုပ်ခဲ့ပေါင်းများပြီးဒါတွေရက်တော့လို့အခုကျန်သမီးကောင်းကောင်းနေဆိုပြီးတော့ပရိသတ်ကြီးကောင်းကောင်းနေခိုင်းတာလူရဲ့ဝါဒနာဗီဇာကမရဘူးပရိသတ်အဲ့တော့သူ့အဝတ်စားလဲ5 6စုံဝယ်ပေးလိုက်သေးတယ်အဲ့တော့ကိုစုထားတဲ့ပတ်စံလေး1000မင်းက9000ပေးမယ်ဒီ9000ကိုမင်းအလုံးလုံးတဲ့အခါကျရင်ငါထည့်ပြီးတော့မင်းအရင်ဒီထဲမှာထည့်ပေးမယ်ဒါမှမင်းအလုံးလုံးဖြစ်မှာဆိုပြီးတော့ဘုဒ္ဓဟိနာမှာကိုရရောင်းမလို့ဆိုပြီးအဲ့ဒီ9000တောင်းသွားလိုက်တာဘယ်မှာမှရှာလို့မရတော့ပြန်ပျောက်သွားပြန်ဟောဗျာလို့ဒီကောင်ဘယ်ရောက်သွားပြန်လဲမသိဘူးဆိုအဲ့ဒါနဲ့ပြိတ္တကြီးသူ့အမေဖေစုံစမ်းတော့လည်းပြန်မလာဘူးဟောဗျာလို့ဒီကောင်ဘယ်ရောက်သွားပြန်လဲမသိဘူးဆိုအဲ့ဒါနဲ့ပြိတ္တကြီးသူ့အမေဖေစုံစမ်းတော့လည်းပြန်မလာဘူးအဲ့တော့ဦးစင်းကလည်းနိုင်ငံခြားထွက်သွားပြီးတော့ပြန်လဲလာရောဦးစင်းကသူတို့မိဘတွေစီရောက်သွားတော့အဲ့ဒီနာမြို့လေးမှာဟောဗျာဘုန်းကြီးပြန်ဖြစ်နေဘုန်းကြီးပြန်ဖြစ်နေသူ့တန်တရားဦးဒီတလန်းလုံးစဉ်းစားလာတာစိတ်မကောင်းတဲ့အကြောင်းပြီးရင်ပြောပြမယ်အဲ့ဘုန်းကြီးပြန်ဖြစ်နေတော့ဦးစင်းလည်းအဲ့ဒီမြို့တရားသွားဟောဦးစင်းကကျတော့နိုင်ငံခြားပြန်ရောက်စဟောနေပြီဟာဆရာတော်နဲ့တပည့်တော်ဝမ်းသာတယ်ဟာမင်းဘုန်းကြီးဖြစ်နေဟာဝမ်းသာလိုက်တာကွာလို့ဟဲ့ဝမ်းသာတာရင်ကြည့်ဘူးလို့မင်းကမိမရသေးတယ်မို့လားတင်မရတယ်ဗျဟောကွဲသွားတာမကွဲဘူးတဲ့ထားခဲ့တာဟာဟေးကဟုတ်ပါမလားလို့သူ့တယောက်ထဲလားဆိုမဟုတ်ဘူးတဲ့ကလေး3ယောက်ဟာမင်းသားတွေသမီးတွေကဘယ်လောက်ကြီးလို့မင်းထားခဲ့တာလို့ဟာဆရာတော်လည်းဘာကြီးသေးမှလဲတပည့်တော့တယောက်ကိုတော့တနာလို့ခေါ်လာတယ်တဲ့ကျောင်းမှထားပြီးကျောင်းထားပြီးတယ်ဟေးမင်းကျောင်းမှာပဲမင်းသားကိုပြန်ထားပြီးတော့မင်းကဘုန်းကြီးဝင်နေတယ်အဲ့ဒါဦးဇင်းနေပြီးတော့ဒီတိုင်းဆိုတော့ကဲမင်းကငါအဲ့ဒါဆိုရင်တော့ဘာကူညီရမလဲဆိုဆရာတော်လုတ်ပါအောင်တဲ့တပည့်တော့တခုမင်းကငါပြောမယ်လို့မင်းကတရားတရားတော်တော်နည်းတယ်မိဘလည်းမညာဘူးအဲ့တော့မင်းအရင်ဆုံးလုပ်ရမှာငါနဲ့လိုက်ခဲ့လိုအပ်တဲ့ပစ္စည်းလေးပါအောင်ငါလှူမယ်မင်းမဟာစီသာသနာရိပ်သာမှာတရားအားထုတ်ရမယ်3 လအားထုတ်ပြီးမင်းလှုပ်ခြင်းနဲ့ပရိယတ္တိငါကိုကျတဲ့လောက်ကိုငါထောက်ပံ့မယ်မင်းနေခြင်းတဲ့နေရာငါရအောင်ထားပေးမယ်ဆိုပြီးဟာလိုက်မယ်ဆရာတော်ဆိုလည်းပြိတ္တရင်ကိုကလည်းသူ့အကြောင်းကောင်းကောင်းသိထားတာဆိုတော့မင်းကတော့လိုက်မယ်ပြောတာပဲငါတော့ဘယ်လောက်စိတ်ညစ်ရမှမသိသေးဘူးဆိုပြီးခေါ်လာတာမဟာစီမှာကိုကတော့အပ်ထားခဲ့တာအခန်းတွေပါနေနဲ့ကိုအပ်ထားခဲ့တာရက်20လောက်ရှိတော့ကိုကသွားတွေ့တော့အဆောင်မှုတငယ်ချင်းကပြောတယ်ဟာကိုတော့လူကြီးက15ရက်တည်းအဖေနေမကောင်းလို့ပြန်အောင်ပဲဆိုပြန်သွားတာပြန်မလာတော့အဲ့တော့ပြိတ္တကြီးတခုမှအစင်မပြေဘူးအဲ့ဒါနဲ့ကြောင်းခေါ်တာကြောင်းရောက်တော့လေစကားရိုင်းတာမဟုတ်တော့ပြိတ္တကြီးဦးဇင်းတို့ဆိုတာငယ်ငယ်တွေက
သာသနာပေါင်းမှာနေပြီးတော့ဒီတိုင်းဆက်ကြည့်တာသူကလူဘဝမှာဘဝမျိုးစုံဘုန်းကြီးလူတော်လည်းဖြစ်ပြီးပြီစင်သားလူတော်လည်းဖြစ်ပြီးပြီဟာတဏ္ဍလည်းမှန်ပြီးပြီလူနဲ့လက်လုံးအကုန်လုံးစုံအောင်လုပ်ခုထားတဲ့အကောင်ဘုန်းကြီးနဲ့တူအောင်မနေဘူးဗျာဟဲ့ကောင်လည်းမင်းဒီပုံစံသာသနာမှာနေလို့မဖြစ်ဘူးဆိုတော့အဒီပြောလည်းမနေတော့ဘူးဗျာမိမကလည်းစားရရေးတာအချိန်မောင်းများနေပြီဟမ်အခုကျတော့မိမသတိရပြန်ပြီပြန်ရှင်းပြောပြိတ္တိုင်ပြန်လူထွက်သွားတာပြန်လူထွက်သွားတော့သူ့ကိုယ်သူအထင်ကြီးပြီးထွက်သွားတော့ဟိုရောက်တော့မိမအိမ်မော်တက်မခံလက်မခံတော့တကဘယ်ရောက်တော့အဲ့ဒါလူထွက်ပြီးတော့ရွာသွားရနေရွာမိမလက်မခံတော့ကြိုက်thiếuသွားပြီးဘုန်းကြီးတစ်ကြောင်းသွားတောင်းမှပြီးအဲ့မသင်္ကန်းတစ်ခါပြန်ဟောပြန်ဟုတ်လားဟာသင်္ကန်းပြန်ဟောပြီးတော့သူဦးကြီးဦးလေးတွေကတစ်ခါလိုက်ပြောတော့မိမတစ်ခါပြန်လက်ခံတော့တရင်ချင်းတော့တစ်ခါပြန်ထွက်ပြန်ထွက်ပြီးတော့အခုပြိတ္တရေ3ယောက်ကနေ1ယောက်တိုးသွားတာ4ယောက်ရပြီတဲ့ဟုတ်လားအဲ့တော့ဒီနေ့ဦးဇင်းကမသိဘူးဆရာတော်တပည့်တော်ပြန်တော့မလို့စကားလေးရှောက်เสียရှိလို့သိတယ်ကိုယ်တငယ်ချင်းဘုန်းကြီးတို့တွေဒီလိုပဲရှောက်เสียရှိလို့ဆိုရင်သေချာပေါက်ထွက်တော့မှာဟုတ်လားကဲဘာရှောက်မှာလဲဆိုဖိတ်စာလေးပြတယ်သူ့သားလေးကိုရှင်ပြုခြင်းတော့သူ့သားလေးကိုရှင်ပြုတစ်ခုတည်းမှာသူကထည့်ပေးတာသားလေး2ယောက်ကိုထည့်သူတို့နာမည်တွေရောသူ့ဖိုးဖွားတွေနာမည်အဲ့ဒါမလုပ်ပေးရမှာလဲဆရာတော်နဲ့တပည့်တော်ဆရာတော်အာကိုနဲ့ထည့်လိုက်တာတဲ့ပရိက္ခဏမဝယ်ရသေးဘူးတဲ့ကဲပြိဿရဲ့သားဆိုတဲ့တန်ရောစင်ကြောင့်ကိုသားလေးကိုသာသနာပေါင်းမှာတော့အယောင်အဝင်းလေးနဲ့မမြင်ဘူးလားပရိက္ခဏ7ပါးမဝယ်နိုင်ကြတော့ဒီဆရာတော်အာကိုတဲ့သူခါတဲ့ဖိတ်စာနဲ့ထည့်ရိုက်လိုက်တာအဲ့တော့ကိုလည်းစိတ်မကောင်းတော့အေးအဲ့ဒါဆိုရင်တော့လက်ထောက်ဥစိန်ကြီးသွားလို့မင်းလိုချင်တဲ့ပရိက္ခဏအကုန်ယူသွားလို့လိုချင်တဲ့ပရိက္ခဏအကုန်ယူသွားဆိုပြီးတော့ဥစိန်ကပြောလိုက်ပြီးတော့ဩသူကဘာပြောတယ်မလဲဆရာတော်နဲ့ကင်မရာလေးပါလေးနဲ့ငှားလိုက်အောင်ဟာဟဲ့ကောင်ကင်မရာငါတပတ်ခါကျမြေကြီးနားသွားမှာလို့ငါကင်တဲ့ကင်မရာပဲရှိတယ်လို့ကျန်တဲ့ကင်မရာတွေကဟိုတုန်းကသုံးတဲ့ဖလင်နဲ့ရိုက်တဲ့ဟာတွေပဲရှိတယ်မင်းယူလို့ဖြစ်ပါမလားလို့ရတာယူသွားမှာပဲတဲ့ဓာတ်ပုံတပုံတော့မှ900တပည့်တော့မရိုက်နိုင်ဘူးတဲ့ဒီရောက်မှရိုက်ပြီးတော့ဆရာတော်ပြန်ပြီးတော့ဆရာတော်ကူးပေးပေါ့ဟာဟန်ကြရတာဟုတ်လားအဲ့တော့ဟွာပူတော့သူနဲ့ပုပြီးတော့ရတဲ့သားသမီးပဲတောင်ယူတော့ကျုပ်ကကြီးအကုန်ယူရတာဟုတ်လားအဲ့တော့ဦးဇင်းကပြောတယ်ဟဲ့ကောင်လို့မင်းမယူတာနဲ့အဆင်ပြေလိုက်တာကွာလို့ရှိသမျှတငယ်ချင်းအကုန်လုံးလှည့်ပတ်ပြီးတောင်းပေးလိုက်တာမင်းကဘာမှလည်းတောင်းမရှိတော့ပါလားလို့တော်သေးတာပေါ့ကွာလို့သားသမီးပဲတောင်းပေးလို့ကျန်တာတောင်းပေးရင်တို့ပြေးအောင်ပါဟုတ်လားအဲ့တော့ပြောချင်တာစိတ်မကောင်းတာအော်သူ့ကိုပြောတယ်မင်းတို့မိဘတယောက်နေရာရောက်လာတော့အခုမင်းသားလေးကိုရှင်ပြုတ်ပေးခြင်းနဲ့စိတ်မပေါ်လာဘူးလားဟာပေါ်တာပေါ့တဲ့တပည့်တော်မျက်ရည်ကျပြီးသွားတောင်းမှန်တာတဲ့ကျွန်တော်သားလေးကိုထည့်ပေးပါပေါ့ကျွန်တော်ကိုယ်တိုင်ပြိဋ္ဌာတွေကိုလှူပါမယ်ပေါ့ကျွန်တော်ကိုယ်တိုင်ပဲတော်တော်များများတောင်းယူပါမယ်ပေါ့ထမင်းချက်တာဆိုကျွန်တော်တောင်းယူပြီးလုပ်ပေးပါမယ်ဆိုတပည့်တော်ပြောပြီးတော့တောင်းမှန်ခဲ့တာပြီးတော့ပြိဋ္ဌာရဲ့မိမိသားလေးများရလာပြီဆိုရင်သာသနာပေါင်းမှာကရုံးလေးပြောင်းပြီးတော့ဖန်ဝါနီများကြာသင်္ကန်းလေးဆင်မြန်းထားတာကိုမမြင်ရင်လည်းမိဘရှိပါမလားရှိဘူးသို့တော့ပရိသတ်ရဲ့အမေမေတ္တာအဖေမေတ္တာကြောင့်ဘလောက်ပင်တန်ရောစင်းလေးကြီးလို့ဖြစ်စေခြင်းပါစေမိမိမှာပစ္စည်းဆိုတဲ့ငွေကြေးဥစ္စာမပြည့်စုံရင်ပရိက္ခရာ7ပါးဘိုးလောက်မှမတတ်နိုင်ရင်သာသနာပေါင်းနဲ့နီးမလားဝေးမလားဝေးတယ်ဟုတ်လားဒါကြောင့်ပစ္စည်းဥစ္စာပြည့်စုံဖို့လဲလိုပါတယ်မိမိရဲ့8ပြားပရိက္ခရာဆုံးလင်းစွာလူတတ်နိုင်မို့ပရိက္ခရာ7ပါးလေးလောက်မှမပြည့်စုံရင်လည်းပဲသာသနာနဲ့ဝေးနေပါလိမ့်မယ်သို့တော့ပစ္စည်းဥစ္စာမပြည့်စုံတော့လေအခုလိုကျုပ်လိုပေါ့ဟာငါလှူပါမယ်ကွာဆိုတဲ့အကူကြီးပေးမဲ့လူရှိရင်ရောမဖြစ်နိုင်ဘူးလားဖြစ်တော့ဖြစ်နိုင်တယ်ဒါကတော်တော်ကြိုးစားမယ်ဒီတော့ပစ္စည်းရှိတယ်တရားမရှိရင်ရောဖြစ်ပါမလားဖြစ်ပါဘူးကဲတချို့တွေပစ္စည်းဥစ္စာတွေတော့မပြည့်စုံဘူးလားတရားတရားတွေမရှိတဲ့အခါကျတော့သားကလည်းသာသနာပေါင်းမလာဘူးမိဘကလည်းမပို့ဘူးပြိဋ္ဌာန်အဲ့ဒီလိုမိသားစုတွေရောမရှိဘူးလားရှိတယ်ဘယ်မှာရောက်သွားလဲဆိုအမေရိကရောက်သွားတဲ့အခါကျတော့ဒါပြောရင်တော့အကုန်မှန်တိုင်းပြောရမှာပဲကြည့်ရတာသူတို့အမေရိကကိုဒုက္ခတွေပုံစံနဲ့ဝင်လာပုံရပါတယ်ဦးဇင်းတို့ရောက်သွားတဲ့မြို့လေးကဘက်ဖဲလိုဆိုတဲ့မြို့နိုက်ဂရာဖောလ်လို့ခေါ်တဲ့ကမ္ဘာကျော်ရေတံခွန်ကြီးရှိတဲ့မြို့လေးမှာအဲ့မှာမြို့မှာဘုန်းကြီးတစ်ပါးနေပြီးတော့ကျောင်းဝယ်တော့ဦးဇင်းတို့ရောက်တဲ့ချိန်မြန်မာနိုင်ငံ၄ပါးကြွတော့တဲ့အမတ်တရားသိမ့်သမုတ်မယ်ဗျာကြွပေးပါဆိုဦးဇင်းတို့လင်းလက်မှတ်တွေပဲပေးပြီးတော့ကြွတော့လေပြိဿရဲ့သိမ့်လဲဖြစ်ပြီးဟောအဲ့ဒီသိမ့်ဖြစ်ပြီးတဲ့နေရာမှာရဟန်းခံရှင်ပြုခြင်းလို့ဆိုပြီးတော့လာပြီးတော့စရင်ပေးလိုက်တာဘယ်နှယောက်လဲဆိုရင်65ယောက်ကဲအမေရိကန်နိုင်ငံမှာနော်65ယောက်ဟာဒီလောက်ကြီးများလားဆိုတော့
အဲ့ကြမှာသူတို့တွေပြောတာဩဘုံဘုံရဲ့တပည့်တော်တို့မှာသင်္ကန်းဝတ်ဖို့အနေနေတာသာဘုန်းကြီးเจ้าတော့မရောက်ဘူးတဲ့အခုမှဘုံဘုံနဲ့တွေ့လို့ဒါဒီနိုင်ငံရောက်ခါမှာသင်္ကန်းပြန်ပြီးတော့ဝတ်ခွင့်ရတာဝတ်လိုက်တာအဲ့ဒီဘုန်းကြီးကလည်းဘလောက်ဝါသနာပါလဲတခြားမြို့တွေမှာရောက်နေတဲ့ကျောင်းတွေရတယ်ပြိခရာတွေလှမ်းတောင်းရှင်လောင်းဝတ်စုံတွေငှားပြိဿကြီးကြမ်းကြမ်းဖမ်းဖမ်းအမှအလှပြပြီးပြင်းနေတဲ့မြင်းမှငှားပြီးတော့မြန်မာနိုင်ငံလိုရှင်ပြုတာဗျာအဲကျုပ်တို့ကလည်းမထူးတော့ဘူးကွာဆိုပြီးတော့မတချင်းတွေရေးပြီးဟုတ်လားဟမ်တချင်းတွေဆိုးကွာဆိုးခိုင်းကိုကညဘက်ကျရင်အဆိုးနီးတွေပါလေပေးလိုက်တယ်ဟဲ့ဒီလိုဆိုးကွာကိုကဆိုးပြသူတို့ကဆိုးနေဟုတ်လားဩပြောစရာကောင်းလိုက်တာဟုတ်လားဒီတော့ပြိဿကြီးပစ္စည်းရှိပြီးတော့တရားမရှိရင်လည်းပဲသာသနာနဲ့နှီးစပ်ပါမလားပရိသတ်ရဲ့ပစ္စည်းရှိတဲ့အခါရှိတယ်တရားရှိတဲ့အခါရှိတယ်နှမျိုးလုံးလည်းညီတတ်ပါတယ်ပြောလိုတာကယဟန်တစ်ပါးသာမဏေတစ်ပါးဖြစ်ဖို့ဆိုရင်ပစ္စည်းရှိပေမဲ့တရားမရှိရင်အလှလုံးဖြစ်ပါမလားတရားရှိပေမဲ့ပစ္စည်းမရှိရင်ရောပရိက္ခရာဘုံမှာမရှိရင်ဒီသာသနာရဲ့နှီးစပ်ပါမလားဒီတော့ပစ္စည်းရှိဖို့မလိုဘူးလားရှိတဲ့ပစ္စည်းကိုစွန့်လွတ်ရတဲ့တရားစိတ်ရှိဖို့မလိုဘူးလားလိုတယ်ဒါဆိုရင်ပစ္စည်းလည်းပြည့်စုံပြီတရားလည်းပြည့်စုံပြီကဲပြိဿရင်သာသနာနဲ့နှီးပြီလားရောက်ပြီလားမရောက်သေးဘူးဗျာအဲ့ဒါလေးကိုပြောချင်တာပြိဿရင်ဟောဒီမှာတို့မြန်မာနိုင်ငံမှာရှိနေရတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေသည်မိမိတို့ပိုင်ဆိုင်ခွင့်ရလာတဲ့ပစ္စည်းဥစ္စာတွေအပေါ်မှာထပ်သန်စွာလူတန်းရတဲ့တရားတရားကတော့အနည်းနဲ့အများရှိကြတာပါပဲပစ္စည်းလည်းပြည့်စုံတယ်တရားတရားလည်းပြည့်စုံတယ်မပြည့်စုံဘူးလားဒီနိုင်ငံကသွားတဲ့အဲ့ဒီအမေရိကန်မှာရောက်နေတဲ့အလွန်ဆင်းရဲတဲ့မိသားစုတွေတောင်မှပစ္စည်းနဲ့တရားအားကောင်းတဲ့အခါမိမိစွမ်းနိုင်တာလေးနဲ့သားရှင်ပြုသားရဟန်းကမလုပ်ဘူးလားပစ္စည်းကောင်းတယ်တရားကောင်းတယ်သို့တော့အရေးကြီးဆုံးကပြိဿရင်သာသနာနဲ့တွေ့ဖို့အရေးကြီးတယ်။ဘာနဲ့တွေ့ဖို့မြတ်စွာဘုရားသည်ဟောဒီလောကကြီးထဲမှာပွင့်ထွန်းခဲ့တာမှန်ပါတယ်။မြတ်စွာဘုရားရဲ့ဆုံးမသာသနာသည်ဟောဒီလောကကြီးထဲမှာရှိနေတာမှန်ပါတယ်။ပြိဿရဲ့ကမ္ဘာနိုင်ငံတွေထဲမှာရှာတွက်ကြည့်မယ်ဆိုရင်လက်ဆယ်ချောင်းသာချိုးရင်ရမယ်။ဗုဒ္ဓသာသနာရှိတဲ့နိုင်ငံဟာအလွန်မနည်းဘူးလား။ပြောအလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေအခုကိုစန်းတဲ့မညွညိုစန်းဒီနှစ်ယောက်ကိုကြည့်လိုက်ပစ္စည်းအာမကောင်းဘူးလားတရားအာမကောင်းဘူးလားအကယ်၍ဟောဒီလင်မယားနှစ်ယောက်ဟာသားတွေသမီးတွေနဲ့ဘယ်မှာရောက်နေမလဲအခုစစ်ဖြစ်နေတဲ့အီရန်လိုအီရတ်လိုဆော်ဒီလိုနေရာမျိုးမှာသွားလူဖြစ်နေရင်ပစ္စည်းပေါ်ကျင်သလောက်ပေါ်တရားကောင်းကျင်သလောက်ကောင်းသာသနာမရှိတဲ့နေရာရောက်နေတော့သားရှင်ပြုလို့ရပါမလားသားယဟန်ခံလို့ရပါမလားယဟန်ကရှင်ပြုနေနေတာသာဘုန်းကြီးမပြင်ရလို့ဘုန်းကြီးဆုံးကတ်เสียတော့တပါးမှတွေ့မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဒီတော့အဲ့ဒီအချက်လေးဟာကျွတ်တို့မြန်မာနိုင်ငံကဘာမှာဗုဒ္ဓဘာသာတယောက်အနေနဲ့ကြွားလို့အကောင်းဆုံးပဲဟုတ်တယ်မဟုတ်လားလာကဘာဘောမတက်နိုင်ဘူးအမငယ်ပါဘူးထုံမြန်ကြီးမလုံနိုင်ဘူးအမငယ်ပါဘူးပြိဿကြီးဘာတွေညာတွေမရှိဘူးအမငယ်ပါဘူးတို့မှာဘာတွေရှိနေသာသနာမရှိဘူးလားအထိုင်လျောက်ဝေခြင်းလေးပြည့်စုံလိုက်မယ်တရားတရားကလည်းရှိလိုက်မယ်ဆိုရင်နိစ္စရာကြောင်းကိုသွားအိုစီဘုံပေါင်းမပါပေမဲ့ပရိက္ခရာ၈ပါးလေးနဲ့သားလေးကိုတော့သာသနာပေါင်းကိုသွင်းလို့ရမယ်မရဘူးလားအေးဒါကြောင့်ပစ္စည်းတွေဘလောက်ကောင်းပါစေတရားတွေဘလောက်ကောင်းပါစေသာသနာမထွန်းကားတဲ့နိုင်ငံမှာလူဖြစ်နေဟောဒီလိုသာမဏေလေးရဲ့ခမဲတော်မေတော်ယဟန်လေးရဲ့ခမဲတော်မေတော်ဆိုတဲ့အမိသူကိုဘယ်သောအခါမှရမှာမဟုတ်ပါဘူးရပါမလားဒါဆိုရင်ပရိသတ်ရင်ဖရာရဲ့မေတော်ကြီးချက်ဖြစ်ရတာပိုခင်းရင်မသွားဘူးလားဖရာသာသနာနဲ့မကြုံရင်ကျွတ်တို့ဒီအလှရပါမလားမရဘူးဟုတ်လားအဲ့တော့အဲ့ဒီအကြောင်းလေးကိုပြောရင်ထပ်ပေါ်လာပြန်ပြီဦးဇင်းတို့အဲ့အမေရိကန်ကိုသွားတော့အင်္ဂလန်ကပါတယ်ဂျမေကာပါတယ်ကနေဒါပါတယ်အနီးစပ်ရနိုင်ငံ9နိုင်ငံလောက်ကလာကြတာဘုန်းကြီး54ပါညဘက်ကျတော့စကားတွေပြောကြတာပေါ့ဂျမေကာနိုင်ငံကြွလာတဲ့ဥလောကနာထဆိုရင်ဘုန်းကြီးကဒဝေတန်နဲ့ဦးဇင်းတို့တဲ့ကြီးတယ်ဟာဘုန်းကြီးဘယ်ကကြွလာဟာတပည့်တော်ဂျမေကာကကြွလာတာဟာအဲ့တော့မှအိုးကိုတော့တပါးတည်းနေတာတပါးတည်းကိုတော်ကြီးတဲ့ဝါသနာပါတို့လိလာရေးသွားလိုက်တာ
အဲ့နိုင်ငံမှာရောက်နေတဲ့မိသားစုတွေကကိုရောရဲ့မပြန်ပါနဲ့တပည့်တော်တို့ဘုန်းကြီးမမြင်ဘူးလားတော်တော်ကြားနေပြီကိုရောရဲ့ဆိုပြီးတော့ပင့်ထားတာနဲ့တပည့်တော်လည်းနေနေတာရှင်းနေရှိပြီကဲယဟန်လေးတစ်ပါးကိုမြင်ရဖို့ဆုံးကပ်ရဖို့တော့သူများနိုင်ငံမှာလွယ်ရလားမလွယ်ဘူးပြိဿရဲ့ကျုပ်တို့ငွေကြေးနဲ့ရှင်မယ်ဆိုရင်တော့သူတို့မှီပါမလားကျုပ်တို့က1000တန်းကိုလက်တုံနဲ့လှူနေရတဲ့အချိန်မှာသူတို့က100တန်းဆွတ်နဲ့လာလှူနေတာဟုတ်လားအဲ့တော့ဘလောက်ပဲကိုယ့်တဲ့ငွေကြေးပြည့်စုံဘလောက်ပဲတရားတရားကောင်းပြိဿရဲ့ကျုပ်တို့နိုင်ငံလောက်သားရှင်ပြုယဟန်ကလှုပ်လို့လွယ်တဲ့နိုင်ငံကဘာမှရှိပါမလားမရှိဘူးအဲ့ဒါပဲကြွားမှာပဲဟုတ်လားပရိသတ်ဘာမှကြွားစရာမရှိဘူးမထင်နဲ့အဲ့ဒါတွေကြွားရင်အများကြီးပဲဒီတော့ကျွတ်တို့ကများတဲ့နေရာမှာနေတော့ပေါ်လောထင်ပြီးတော့တော်ရမ်းပြီးတော့ဟွန်းနဲ့ကိုတော်တွေလက်ညှိုးမထိုးနဲ့ဟုတ်လားမရှိတဲ့နေရာရောက်ခါမှလွမ်းစရာကြီးဖြစ်နေမယ်ဟုတ်လားနေတိုင်းပရိသတ်ရဲ့သာသနာများစော်ကားပြီးလို့နောက်ဘဝကျရင်သာသနာမရှိတဲ့နေရာရောက်နေရင်ကြောက်စရာကြီးမကောင်းလားအေးဒါကြောင့်ပေါ်များရှိတဲ့နေရာကြတော့တန်ဖိုးကမထားတတ်ရင်ဈေးကြတတ်ပါတယ်တဘာမှမရှိတဲ့နေရာရောက်တော့ပြိဿကြီးအကုန်လုံးကဝိုင်းပင်းလို့မြောက်စားလိုက်တာတဘာတဲ့နဲ့လေသာသနာပိုင်ရာထူးရလိုက်ပါတယ်ဟုတ်လားဒါကြောင့်ပစ္စည်းတထာသာသနာသုံးဖြာကြုံရဒုံလပါဒီသုံးချက်ညီဖို့မခဲရင်ဘူးလားခဲရင်တယ်ဒါကြောင့်အလွန်ညီဖို့ရခဲရင်တဲ့အကြောင်းတရားသုံးချက်ကိုအလုဒါယကယဒါယကကိုစန်းတဲ့နဲ့အလုအမယအမတော်ညိုစန်းတို့ကတော့ဒီကနေ့ရလို့အောင်ပွဲဆင်ခဲ့ပါပြီဒီတရားဟောတာဟောတယ်နည်းနည်းမျက်နှာတော့ခတ်ဘူးမောင်နှမရဲ့မြှောက်နေရဟုတ်လားနောက်ကြအလှခံလို့ကောင်းဟုတ်လားပြောလိုတာကပြိဿရဲ့သာသနာမှာယဟန်တစ်ပါးကိုရင်တစ်ပါးရဲ့ခမဲတော်မေတော်ဆိုတဲ့အမည်ရဖို့လွယ်သလားခက်သလားခက်တယ်ပြိဿရဲ့ဟောဒီနိုင်ငံမှာနေရတဲ့ပုဂ္ဂိုလ်တွေကလွယ်တယ်လို့ထင်ရကြတော့လေသာသနာမထွန်းကားတဲ့ခုနကပြောတဲ့ဂျမေကာလိုနိုင်ငံမျိုးမှာသာသနာလုံးဝမရှိတဲ့အီရန်အီရတ်လိုဆော်ဒီလိုနိုင်ငံမျိုးမှာဒုတရားနာပရိသတ်ပေါင်းသူတော်ကောင်းနေဒေါ်လာတွေဘလောက်အပုံလိုက်ရှိပါစေလူကျင်တဲ့တရားတရားတွေဘလောက်ပင်အားကောင်းပါစေသာသနာမရှိတဲ့အတွက်ငါသားလေးယဟန်ဘယ်တော့မှမဖြစ်နိုင်ငါသားလေးသာမဏေဘယ်တော့မှမဖြစ်နိုင်ပရိသတ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဒါကြောင့်ဘုံကံဆိုတာအဲ့ဒါပဲပြိဿရဲ့ဘာလဲသာသနာကလာတဲ့ဘုံကံဆိုတဲ့စကားဟာအကြောင်းသုံးပြညီညွတ်ခွင့်ရတဲ့ဟောဒီရွှေမြန်မာတို့ရဲ့ရွှေနိုင်ငံမှာနေခွင့်ရတဲ့အချိန်လေးဟာပြိဿရဲ့ဘုံကံမရှိဘူးလားရှိပါပါဘုံကံရှိပါတယ်ဘုံကံရှိတဲ့လူရဲ့အတူတူကိုယ့်တဲ့ဘုံကံကြီးတဲ့လူနဲ့တွေ့တော့လည်းပဲကိုကဘုံကံနေပါတယ်ဟဲ့လားဒါတော့မပြောနဲ့လေအဓိကကတော့သာသနာစကားပဲပြောကြစို့ဟုတ်တယ်မလားဘာဘာညာညာမပြောနဲ့ဟုတ်လားပြောကောင်းမှုဟုတ်လားဟမ်ဦးစင်းတူမလေးပြောတယ်ဦးစင်းတူမလေးလားမိမိမုံစားမလားစားမယ်မုံစားရင်ဘာဘာကိုဘယ်လိုပြောမလဲသူကပေါက်တက်ကြရတယ်ဦးစင်းနဲ့ပြောကောင်းမှုဘာဘာဘုံဘုံပြောကောင်းမှုဟုတ်လားဒီစကားလေးမဆိုးဘူးနော်ဟုတ်လားအဲ့ဒီအကျိုးလည်းမှတ်တယ်ပြောကောင်းမှုဘာမှမပြောဘူးဟုတ်လားအဲ့တော့မပြောကောင်းဘူးသာသနာနဲ့ပြောရင်တော့ကျွတ်တို့နိုင်ငံဘုံကံရှိတဲ့လူတွေနေတဲ့နေရာလားဘုံကံမရှိတဲ့လူတွေနေတဲ့နေရာလားဘုံကံရှိတဲ့လူတွေနေတဲ့နေရာဟုတ်လားဘုံကံရှိရတဲ့ပုဂ္ဂိုလ်တွေနေတဲ့ဒီနိုင်ငံတွေကဘုံကံရှိရတဲ့ကိုစံတင်တို့မညိုညိုစံတို့ကတော့ဒီနေ့ရခဲ့တဲ့အမည်ကိုရသွားပါပြီရမသွားဘူးလားဘာမည်ရသွားခမဲတော်မဲတော်လို့ရမသွားဘူးလားသာသမီတွေယဟန်နေမရှိဘဲနဲ့ခမဲတော်မဲတော်လှုပ်ချင်လို့ရပါမလားမရဘူးပြိဿကြီးဒါကြောင့်သာသနာတော်မြတ်ကြီးနဲ့တွေ့ခွင့်ရလိုက်တဲ့ဘုံကံရှိသူတွေရဲ့အကျိုးကိုကျေးဇူးတော်ရှင်သပြေကံဆိုတော်ဘုရားကြီးကမိန့်ကြားလိုက်တော်မူပါတယ်ဇိညောမာတာမေသိတိသုလဗနာမမိဋ္ဌိနံသာမဏေရမာတာတိယနာမံဣတံဗရမဒုံလဗံဒေညောဘယေမင်းမြတ်တပါဤမာတာမေတော်ဖြစ်သောမေသိမိဘယာကြီးသည်ဣတိတနာမဧကဲ့သို့သောနာမည်မျိုးကိုဣတိနံဟောဒီလောကမှာရှိကြတဲ့အမျိုးသမီးအသီးသီးတို့အတွက်သုလဗံမခက်ခဲမပင်မပဲနဲ့အလွန်မင်းရလွယ်လှပါပေ၏
သာမဏေရမာတဒုရတုကြရှင်တော်မြတ်ဗျာရဲ့သားတော်သာမဏေလေးတပါးရဲ့မေတော်ဟူသောယန္နာမံလောကုတ္တရာနှင့်ဆက်မိနေတဲ့အကျင့်အမည်မျိုးသည်အဋ္ဌိသံတိဤလောက၌ထင်ရှားမသွေရှိလို့နေပါပေ၏ဣဒာနာမံကိုရင်လေးရဲ့မေတော်အခေါ်ထူးလိဤအမည်မျိုးကိုတော့ဣဋ္ဌိနံဟောဒီလောကမှာရှိကြတဲ့အမျိုးသမီးအသီးသီးတို့အတွက်ပရမဒုံလဗံကဗကဗကြာကြီးကြာမှာရာခဲ့သူကြောင့်အလွန်ရာခဲ့တဲ့အမည်သူကြီးဖြစ်ပါပေတော့တည်းကဲရခဲ့တဲ့အမည်ရမသွားဘူးလားဘာကြောင့်ရတာလဲတဲ့ကြံတဲ့ဒကာကြီးတွေဒကာမကြီးရောအဲ့ဒီအမည်မျိုးမလိုချင်ဘူးလားမလိုချင်ဘူးလားလိုချင်တာပါပဲလိုချင်ရအောင်ယူရောမရနိုင်ဘူးလားမလီသူတို့များလူနိုင်လိုက်တာမလီသိန်း60တယ်လူနိုင်လိုက်တာလက်ပြားခါမင်းနဲ့ကိုယ်ရှိတာကိုလှူရင်မရဘူးလားရတာဗောချမ်းသာလို့လှူတာလားလှူလို့ချမ်းသာလားမင်းတဲဟုတ်ပါလားဒါဆိုရင်ချမ်းသာခြင်းလားဆင်းရဲခြင်းလားအဲ့ဆိုရင်မလုပ်ရမလဲလုံးနေဟမ်ပြိဿရဲ့စဉ်းစားနော်တတရတောကိုရချိုးကြံပင်မခံ၍အမှန်မသွေအပျော်ကြီးပျော်နိုင်ခဲ့ကြပါပေပြီပြိဿရဲ့ဟောဒီလောင်များမြတ်တဲ့ငွေကြေးတွေကိုလှူနိုင်တယ်ဆိုတာကိုစားမဲ့ထဲကနေမချွေတာခဲ့ရဘူးလားကိုစားမဲ့ထဲကချွေတာခဲ့ရတယ်ကိုနေမဲ့ထဲကချွေတာခဲ့ရတယ်ကိုဝတ်မဲ့ထဲကချွေတာခဲ့ရတယ်ကိုသုံးဆွဲမဲ့အရာတွေကနေချွေတာခဲ့ရတယ်ချွေတာရင်နဲ့ပဲပြိဿရင်အလူတစ်ခုဆိုတာဖြစ်သွားတာပါပဲဟုတ်လားဒီတော့ဖြစ်ခွင့်ရလိုက်ပြီဆိုတော့စောစောကပြောသလိုအိုးကြည်စမ်းဖရာရဲ့မေတော်ကြီးဖြစ်ဖို့ကမ္ဘာလောကမှာရှိတဲ့အမျိုးသမီးတွေတော်တော်မလွယ်တာပဲဒီထဲမှာသာမဏေလေးရဲ့မေတော်ဖြစ်ဖို့ကြတော့ငါတို့ပိုးမလွယ်တာပါလားဒီနေ့မလွယ်တဲ့အမည်ရခဲ့တဲ့အမည်ငါတို့ရလိုက်ပြီဆိုတဲ့ပီတိလေးဟာပြိဿရင်ဒီကနေ့ပျော်ရတယ်လို့သေဂာနီးအချိန်ရောပျော်လို့မရဘူးလားဒီဘဝပျော်ရတယ်လို့ဘဝတန်တရာမျှော်ကြည့်နိုင်ရင်လေသာသနာအမွေခံယဟန်လေးတစ်ပါးမေတော်ကြီးကိုရင်လေးတစ်ပါးရဲ့မေတော်ကြီးဆိုတဲ့အမည်မျိုးဟာရခဲ့တဲ့အမည်ရမသွားဘူးလားဒါကြောင့်ဟောဒီပုဂ္ဂိုလ်တွေရကြသလိုဒုတရားနာပရိသတ်အလုံးလည်းရနိုင်ပါတယ်ဘယ်လိုနည်းနဲ့ရအောင်ယူမလဲတတရတောကိုရချိုးကြံပင်မခံ၍အမှန်မသွေအပျော်ကြီးပျော်နိုင်ခဲ့ကြပါပေပြီကိုယ်စားမဲ့နေမဲ့ဝတ်မဲ့တဲ့ကချွေတာစူဆောင်ခဲ့ရင်ဒီကနေ့အလူလိုမကြည့်ခဲ့ရင်တော့မှသာရှင်ပြုဖို့အလူတော့ကတော့လူတိုင်းရနိုင်ပါတယ်ဟုတ်လားတသာမေဒါနစာကိပါရမီဖြင့်သာကြီးမွေ့လျော့အပျော်ကြီးပျော်နိုင်သောထုံငါမှာပြန်ပြီးတော့ကိုစဉ်းစားလိုက်အိုးကြည်စမ်းငါဒီနေ့ပျော်လိုက်ရတဲ့အပျော်သည်ကြောင်းကြီးလူလိုက်တာမဟုတ်ဘူးကားကြီးလူလိုက်တာမဟုတ်ဘူးလမ်းကြီးလူလိုက်တာမဟုတ်ဘူးတဲ့ငါရင်ထဲမှာလွယ်လို့ငွေလာတဲ့ငါသားလေးကိုရှစ်ပြာပရိက္ခရာဆုံးလင်းစွာလူတန်းပြီးတော့သာသနာပေါင်းကိုသွတ်သွင်းနိုင်ခဲ့တဲ့သာသနာအမွေခံအလူကြီးကိုငါရလိုက်တာဟုတ်တယ်မလားသာသနာအမွေခံအလူကိုငါလွယ်ရလိုက်တာကလည်းဟောဒီလိုမြန်မာတို့ရဲ့ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာနေခွင့်ရလို့လူဖြစ်ခွင့်ရလို့အကြောင်းတွေညီညွတ်ပြီးတော့ငါရလိုက်တာလို့အလူတစ်ခုပြီးတိုင်းပြိဿရင်ကိုယ့်ရဲ့သာသနာနဲ့နီးစပ်စွာနေခွင့်ရတဲ့အကြောင်းလေးကိုတွေးပြီးတော့အာယုံပြုရင်ဝမ်းမြောက်လို့မရဘူးလားရတယ်ဟုတ်လားတတရတောကိုရချိုးကြံပင်မခံ၍အမှန်မသွေအပျော်ကြီးပျော်နိုင်ခဲ့ကြပါပေပြီတသမေဒါနစာကိပါရမီဖြင့်သာကြီးမွေ့လျော့အပျော်ကြီးပျော်နိုင်သောထိုငါမှာမနုဿတံပဏိရူပါဤဒေသဟုဖြစ်ရစင်စဉ်လူအဖြစ်၌သူလက်တံဝတ္တာသာသရာနောင်ဤမြောခေါင်တွေးက
အေးမြရွှင်ပြောအယတော်လေးစွာတကားအေးမိမိရလိုက်တဲ့အမည်လေးကဘလောက်အထိအဆင့်တန်ဖိုးမြင့်လာသလဲဆိုရင်မြတ်စွာဘုရားရဲ့ဒေသနာထဲမှာပြိဿရဲ့ဓမ္မပဒမှာတာနုတာမဏီဆိုတဲ့တာမဏီလေးရဲ့အကြောင်းကိုဟောထားတာရှိတယ်။ဘာတာမဏီလဲ။တာနုတာမဏီဆိုတာပြိဿရဲ့လူဘဝတုန်းကမောင်တာနုအမေကြီးကနေပြီးတော့သားလေးကိုမွေးလာတော့သားလေးမောင်သာနုကိုပဲကြည်ကြည်ပြီးတော့ကျင့်တတ်နေတာဟောဒီသားလေးကြည်လာရင်ငါသာသနာဘောင်းကိုသွတ်သွင်းရမှာဟောဒီသားလေးကြည်လာရင်ငါချွေးနီးသားလေးနဲ့သာသနာဘောင်းကိုသွတ်သွင်းရင်ငါဒီကိုရင်လေးရဲ့အမေကြီးဘဝကိုရမှာကိုရင်လေးရဲ့မေတော်ကြီးဘဝကိုငါရမှာသားလေးကိုကြည်ပြီးတော့ကြည်နူးနေတဲ့အမေအရွယ်လေးရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားသာသနာနဲ့နိစ္စခွင့်ရအောင်စီမံပေးလိုက်တာသားလေးကိုသာသနာပေါင်းကိုသွတ်သွင်းလိုက်တယ်သာသနာပေါင်းရောက်မသွားဘူးလားရောက်သွားတော့လူဘဝတုန်းကသာနုကိုရင်လေးကိုပြိဿရဲ့ကိုရင်ဘဝရောက်တော့လေတော်တော်များများကကိုရင်သာနုကိုရင်သာနုပဲဒီလိုခေါ်ကြတာဟုတ်လားအညာမှာဆိုရင်ပြိဿရဲ့အဲ့ဒီလိုကိုရင်နဲ့ခေါ်တဲ့အချင်းကဟောကျွတ်တော့ဒါအညာသူညာသားတွေအများကြီးပါတချို့အခုထိမရှိဘူးလားရှိတယ်ပြိဿရင်ကျွတ်တော့အမားတွေပဲဟိုတနေ့ရောက်တော့ကိုရင်ပြန်သူပြောင်းတော့သူဘသူပြောနေအောင်မလဲသူအကိုပြောနေတာဟုတ်လားကျွတ်တော့အညာမှာကိုရင်ကနာမည်ရှိမှတဲ့ကမှာကိုရင်ညုံရဲ့ကိုရင်ဘသူကိုရင်ဘဝပေါ့ဒီလိုခေါ်တဲ့အခါကျတော့ကိုရင်ကပြိဿရင်ကိုရင်တော့ခေါ်တဲ့နှုတ်ကကျိုးနေတော့လူထွက်သွားတယ်အဲ့ဒါဒီတိုင်းပဲခေါ်ကြတာပဲဟုတ်လားဒါကြောင့်မှလူရှင်တော်တွေနောက်တာလေဒုပရိသမကြဘူးလားမင်းသမီးကပြောတယ်နင်းနဲ့ရန်ကုန်မှာဆိုရင်အကိုနဲ့ခေါ်ရင်ခေါ်နေတို့အညာလူတွေရတယ်ကိုရင်တို့ခေါ်မှကြိုက်တာတဲ့အဲ့တော့ကိုတော်တွေရတယ်ဘာလို့လို့ဆိုပရိသတ်ကြီးလှေသပယ်မွဲမှာအဲ့ဒီမှာကျုပ်လည်းပါပါတယ်ဟုတ်လားတခါတည်းဆိုင်းကြည့်နေတာဆိုင်းကြည့်နေတော့အစိုးတော်တခါတည်းနင်းခေါ်လိုက်တယ်ဟိုဘက်ကလည်းကိုရင်လာလေလို့ခေါ်လိုက်ဆိုတော့မင်းသမီးကလည်းကိုရင်လာလေဆိုကျွတ်တော့လည်းနေရပူသင်္ကန်းတွေကခေါင်းတွေခြုံတယ်နေပူထဲမှာအဲ့လူရှင်တော်ဆက်ပြတယ်ဟောမလာဘူးတဲ့အဲ့တော့ထပ်ပြောလိုက်တယ်ကိုရင်မလာရင်ဥစဉ်နှစ်ပါးတော့လွတ်လိုက်စမ်းပါဟုတ်လားအဲ့တော့ပြိဿရင်ပြောလို့တာကကိုရင်သာနုဘဝကိုရမသွားဘူးလားကိုရင်သာနုလေးဘယ်လောက်တော်လဲအတန်လေးကလည်းစားအရွယ်လေးကလည်းငင်းခါတာလေးတစ်ပုတ်ရရင်ကိုရင်သာနုလေးကဒီတိုင်းမဆိုဘူးတဲ့ရိုးမဆိုဘူးတရားတန်လေးနဲ့တခါနဲ့ကြကြနာနာဆိုတာအဲ့သူ့ရဲ့တရားအတန်လေးနဲ့ကြကြနာနာခါတာလေးဆိုနေတာကြားနေရတဲ့အခါကျတော့ဥစဉ်နေရခါတာလေးတစ်ပုတ်ပြီးလိုက်ဟဲ့ကိုရင်သာနုဆိုပါဦးကိုရင်လေးကဆိုလိုက်အဲ့တော့ကိုရင်လေးရဲ့အတန်ကြားသမျှလူတွေကြားသမျှရဟန်းတွေရဲ့နှလုံးစိတ်ဝမ်းအေးချမ်းသွားတဲ့အခါမှာတပြေးနဲ့ကိုရင်သာနုလေးဟာရဟန်းချင်းကိုရင်ချင်းကနေဆိုခိုင်းရကနေလူတကာဓမ္မတွေကဥပုပ်လာဆောင်နေကိုရင်လေးဂါထာတစ်ပုံးလောက်ဆိုပါအောင်ရွတ်ပြပါအောင်ဆိုကိုရင်လေးကဆရာတော်ကြီးလိုပဲကြာနာတခါတည်းဂါထာလေးကိုယွတ်ပြီးတော့ဟောလိုက်တာလာသမျှလူတကာဓမ္မတွေကလည်းကိုရင်သာနုကိုမှကိုရင်သာနုပဲကျန်တဲ့ကိုရင်ကိုဘယ်သူမှအာရုံမပြုတော့ဘူးဒီတော့ကိုရင်လေးဘဝတွေကကိုရင်သာနုကဘုံကြီးနေတာအဲ့မှာတပြေးနဲ့ကိုရင်သာနုလေးဟာကျန်တဲ့ယဟန်တွေကလည်းသွန်သင်ဆုံးမမှုပဲ့ပြင်ပေးမှုကကောင်းတယ်တရားဓမ္မတွေကလည်းပဲဟောပါလို့အတင်းလျှောက်ထားလာတဲ့အခါကျတော့အခုကျွတ်တို့လိုပေါ့ဗျာကျွတ်တို့မှာတရားအသစ်ကိုအကုန်လုံးရှာနေရတာဟုတ်လားတရားအသစ်ရှာနေရတော့အမြဲတမ်းတရားကကြိုးစားပြီးတော့တူးပွားအောင်ရှာနေရတဲ့အခါကိုရင်သာနုလေးလည်းအဲ့ဒီလိုပဲတပြေးနဲ့ကြနာနာရွတ်တက်ဖတ်တက်ဟောတတ်ပြီးတော့ကြနာနာစာရီသင်နဲ့ဟောတတ်လာတဲ့အခါကျတော့ကိုရင်လေးကလေဘာလုပ်လဲဆိုရင်တရားမဟောခင်သူ့ရဲ့မိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းတွေအကုန်လုံးကိုဖိတ်တရားနာဖိတ်ဆွေဟောင်းမျိုးဟောင်းမိဟောင်းဖာဟောင်းတွေကြွတာပါကိုရင်တရားဟောတော့မယ်တခါတည်းပြိဿကြီးသူကလည်းဖိတ်တယ်လို့တရားနာနေတဲ့ပြိဿတွေထဲမှာမြင်ရတဲ့လူတွေလည်းပါတယ်လို့မမြင်ရတဲ့နတ်တွေဘလူးတွေမိစ္ဆာတွေအကုန်လုံးကလည်းလာပြီးတော့ကိုရင်လေးရဲ့တရားကိုနာကြတာဘာဖြစ်လဲကိုရင်လေးကမေတ္တာပို့ပြီးတော့ဖိတ်ထားတော့လာရောက်နာကြတဲ့အခါကိုရင်လေးရဲ့တရားကိုနာတဲ့အထဲမှာပြိဿရင်ဘယ်သူပါလာလဲဆိုရင်ဘဝဟောင်းတုန်းကအမေတော်ခဲ့တဲ့ဘီလူးမတယောက်ကလည်းပါလာတယ်ဘယ်သူပါလာလဲ
ဟောဘဝဟောင်းတော်ကအမိတော်ခဲ့တဲ့ဘီလူမာကြီးအလွန်ရိုက်ဆိုင်ကြမ်းတဲ့ဘီလူမာဘဝကိုရနေပြီမဲ့တရားဟောနေတဲ့ကိုတော်လေးကငါသားလေးဖြစ်ခဲ့ဘူးတယ်ဒီစိတ်ကလေးတစ်ခုဝင်သွားလိုက်တာဘီလူစိတ်ပြောင်းပြီးတော့သားလေးရဲ့တရားပွဲရှိတိုင်းကိုအမေဘီလူမကြီးကလာရောက်တရားနာကျန်တဲ့ဘီလူတွေကျန်တဲ့တကိုးရှိတဲ့နတ်တွေအချင်းချင်းကလည်းသိလိုက်တယ်။အော် तू ကရှေ့ဆုံးကရောက်လာမှာပေါ့ဒီကိုယ်လေးကသူ့ရဲ့ဘဝဟောင်းကသားလေးပဲဆိုတာသိသွားတော့ပရိသတ်ကြီးဘယ်တော့အံ့ဩဖို့ကောင်းလဲ။နောက်ပိုင်းတရားပွဲတွေမှာတရားပွဲကြီးစတော့မယ်ဆိုရင်နောက်ကျနေတဲ့အမေတော်ခဲ့တဲ့ဘီလူကြီးကနောက်ကရောက်နေရှေ့မှာရောက်နေတဲ့နတ်တွေဘလူးတွေကအကုန်လုံးဟဲ့လာအမလေးဘလို့နောက်ကနေရမှာလဲဒါကိုရင်လေးရဲ့မေတော်ဟောင်းကိုရင်လေးရဲ့အမေဟောင်းကြီးရှေ့ကိုကြွားပါဆိုဒီဘဝတော်တဲ့အမေမဟုတ်ပဲနဲ့အမေဟောင်းဘဝကတော်ခဲ့တဲ့ဘလူးမတော်မှာပြိဿရင်တကိုးကြီးတဲ့နတ်တွေကသူ့ကိုနေရာပေးပြီးတော့ချီးမြှောက်တယ်ဒီတော့အမေဘလူးမကြီးဝမ်းသာနေအိုးကြည်စမ်းအောင်မလေးငါသားလေးကဟိုဘဝတုန်းကငါကသာသနာပေါင်းကိုမသွင်းကြရပေမဲ့ဒီဘဝငါသားလေးရလိုက်တဲ့သာသနာပေါင်းရဲ့ကြီးမြတ်တဲ့ဂုဏ်ကအမေဘလူးမတော်မှာနေရာကောင်းလေးတွေရနေပါလားဟောသားလေးကိုအကြောင်းပြုပြီးတော့အမေတော်ခဲ့တဲ့ဘီလူးမတော်မှာနေရာကောင်းလေးနဲ့အပေးမခံရဘူးလားအပေးခံရတော့ဘီလူးမကသူ့ယာဒူးကြသွားမှကြောက်တယ်ဟာမဖြစ်ဘူးငါသားလေးအကြောင်းပြုပြီးတော့ငါဘယ်အချိန်မှလာအမလေးငါရှိရနေရတာငါ့ကိုကိုရင်လေးအမေဟောင်းဆိုပြီးငါ့ကိုနေရာပေးကြတာတကိုးကြီးတဲ့နတ်တွေကလည်းငါ့ကိုနေရာပေးတယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့အချိန်တပြေးနဲ့ကိုရင်သားနုလေးက15 16 19 18 19 20အသက်လေးတပြေးနဲ့20မပြည့်ခင်ကိုရင်ဘဝရဲ့တော်တော်ကြီးတဲ့အရွယ်လေးရောက်လာတဲ့အခါကျတော့အရွယ်လေးကစိတ်ကစားလာတော့ကိုရင်ကလူထွက်ချင်လာဟောစောတငယ်ချင်းနဲ့မတူဘူးလားကိုရင်သားလူထွက်ချင်လာတော့ပြိဿရေဘာလုပ်လဲဆိုလို့ရှိရင်ခါတိုင်းဆောင်းကန်ကြွတယ်ဆိုရင်ကိုယ့်ရဲ့ဥပိ္ပဇေဆရာတော်ကြီးတွေကရှေ့ရကြွတယ်ကိုရင်သားနုကနောက်ကလိုက်တယ်အဲ့ဒီနေ့ကျတော့ဘယ်ဥပိ္ပဇေဆရာမှမပါတော့ဘူးတပါးတဲ့တပိတ်ဆွဲပြီးတော့အမေအိမ်ကိုကြွအိမ်ကအမေကလည်းဟဲ့သားကိုရင်လေးဘယ်လိုဖြစ်တာလဲခါတိုင်းကိုရင်လေးရဲ့ဥပိ္ပဇေဆရာတော်လေးနဲ့တွဲကြတာဒီနေ့တပါးတဲ့ကြွလာတယ်သားဘာကိစ္စရှိလို့လဲကိုရင်ကမပြောဘူးအိမ်ကမှတပိတ်ကြီးချပြီးတော့စိတ်မကြည်မလင်မျက်နှာရည်နဲ့သားလေးနေမကောင်းလို့လားပေါ့လေအမေကလက်လေးစားလက်ဖူးလေးစားပြောတော့အမေတဲ့သားနေကောင်းတယ်သားစိတ်မကောင်းတာဟောငါသားဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးအမေရဲ့သားသာသနာပေါင်းမပြောတော့ဘူးလူထွက်ခြင်းပြီကိုရင်သားတို့ဘာဖြစ်လဲလူထွက်ခြင်းပြီကျွတ်တို့လည်းငယ်အဲ့စိတ်မပေါက်ခဲ့လို့ဟုတ်လားပေါက်ခင်တောင်းကလာရောက်ချင်မှရောက်ဟုတ်လားအဲ့တော့လူထွက်ခြင်းပြီဆိုတော့ကင်းဒီလောက်အကုန်လုံးကဖူးဖူးမှုတ်ပြီးတော့ဝိုင်းအုံပြီးတော့ကြီးညိုလေးစားနေတဲ့သားလေးလူထွက်မယ်ဆိုတော့ဒီဘဝသက်ရှိထင်ရှားလူသားချင်းတော်ဆက်တဲ့အမေရောပြိဿရင်ခံစားနိုင်မှာမလားအုံးမလီသားရင်တလောကလုံးကငါသားလေးကိုကိုရင်လေးတပါးလို့ဆိုတော့လည်းပဲမထေမြတ်ကြီးတပါးလို့ဝိုင်းဝန်းပြီးတော့ကြီးညိုနေတယ်ဝိုင်းဝန်းပြီးတော့လှူဒန်းနေတယ်ဝိုင်းဝန်းပြီးတော့ပူဇော်နေတယ်ငါသားကိုအကြောင်းပြုပြီးတော့အမေတော်မှမျက်နှာမငေရဘူးသားရဲ့မွေးလိုက်တဲ့အမေတော်မျက်နှာငယ်ရတဲ့ဘဝမရတော့ရင်ငါသားလေးလည်းဒီလောက်ကြီးကျယ်မြင့်မြတ်နေတာဘာဖြစ်လို့ထွက်မှာလဲကိုရင်ကဘာမှမပြောနဲ့အမေဟာကျုပ်ကတော့ပြောကိုမပြောဘူးထွက်ချင်တာပြီဆိုတော့အမေကအကြံဖန်လို့ရတယ်ဟုတ်ပြီကဲသားလေးထွက်ချင်တယ်ဆိုရင်စိတ်မစင်းရဘူးအမေလုပ်ပေးမယ်ဒါပေမဲ့ငါသားရင်ဒီနေ့တော့အမေငါသားလေးမထွက်ခင်မှာအာယုံစင်းလို့တွေကိုအမေကိုယ်တိုင်ယာကူလေးကြိုပြီးတော့ကပ်ပြရစီအမေကတ်တဲ့ယာကူလေးကိုအလူခံပြီးမှငါသားလေးလူထွက်ပါအမေယာကူလေးကြိုလိုက်အောင်မယ်ဆိုပြီးတော့ခါတိုင်းယာကူကြိုနေတာကပြိဿရေနိုင်ဝက်ပြီးရင်ပြီးမယ်အဲ့ဒီနေ့အမေကြိုနေတာ2 နာရီခွဲလောက်ရှိမပြီးနိုင်ဘူးဟုတ်လားကဲကိုသားလေးကိုသာသနာပေါင်းကထွက်သွားမှမကြောက်ဘူးလားဒီတော့ယာကူကလည်းသိအချိန်ဆွဲလို့မရတော့မြန်လေးကြိုပြီးတဲ့အခါကိုရင်လေးကိုကကိုရင်လေးလက်ကပ်ပြီးကိုရင်လေးကအာရပါရတောင်းသားဖြည်းဖြည်းတောင်းတော့အမေလေးခုမှစိတ်ကူးပေါက်တယ်သားလေးကလူထွက်ချင်နေတာနေစိုးပူပူလေးလေးအမေကတ်ချင်သေးတယ်အဲ့တော့သားနေစိုးလေးဖုံးပေးပြီးရင်သားအတွက်အမေအင်ကြီးအဝတ်စားလေးတွေဈေးမှာသွားဝယ်မယ်ညနေကျရင်သားလူထွက်တာပေါ့သားကိုတခါပြန်ချော့သားလည်းအဟုတ်မှန်ပြီးတော့အမေချက်ကတဲ့နေစိုးဖုံးပေးနေစိုးဖုံးပေးပြီးတော့ငါထွက်တော့မယ်ပေါ့လေစိတ်ကူးတွေရင်ပြီးသူကနေအမေကလည်းကဲပြိဿရေကဲငါသားတော့ငါတော့ရတဲ့နည်းနဲ့ဆွဲအောင်ပါပဲဆိုပြီးတော့ဆန်ဆေးပြီးတော့ဟင်းလေးချက်မယ်လို့ပြင်လုံးရှိသေးတယ်အိမ်ကောင်းရဲမှာထိုင်းနေတဲ့ကိုရင်သားနု
တခါတည်းပါဇက်ကအမြုပ်တွေတစီစီထွက်ပြီးတော့တခါတည်းဂိဂိနဲ့တခါတည်းမောက်ရက်တွေပက်လက်တွေဖြစ်ပြီးတက်ပါလေဟဲ့ကိုရင်လေးတခါတည်းတက်ချက်သွားပြီးတော့အမြုပ်တွေထွက်လိုက်တော့အမလီလာကြပါအောင်အေးဘေးတို့လာကြပါအောင်ဝိုင်းကြပါအောင်ဝန်းကြပါအောင်နဲ့တော့ဟဲ့ဘာဖြစ်လို့လဲမသိဘူးကျမသားလေးဒီမှာအခုတတိလစ်နေပြီထင်တယ်အမြုပ်တွေလည်းထွက်နေပြီတကိကိနဲ့တက်နေပြီဆိုတဲ့အခါကျတော့အမေဆိုတော့ပြိဿရင်ဘလို့မှထိမ့်မရတဲ့သားကိုရင်ဝင်ထဲမှာဖိပြီးတော့မျက်ရည်တွေဖြိုင်ဖြိုင်စီးပြီးတော့ငိုတာပေါ့မျက်ရည်ဖြိုင်ဖြိုင်စီးပြီးတော့ငိုတဲ့အခါကျတော့ဘေးကလည်းပြောတာပေါ့ဟဲ့နင်သာတက်တာမဟုတ်ဘူးဒါတခုခုပူးကတ်နေတာတခုခုပူးကတ်နေတာကိုကြီးကျော်လားမန္တလေးလားဟုတ်လားဒီခေတ်လို့ဆိုရင်ပြောပါနဲ့ဟုတ်လားအဲ့ဒါတခုခုပူးကတ်နေတာဆိုတော့အမေကြီးကကြည့်ပြီးတော့ဩကြည်စမ်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ခေါ်ကြလို့ပြီးခဲ့ဘူးတယ်တရဏဂုံသုံးပါးနဲ့ကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုဘယ်လိုနှဆိုးဘယ်လိုယုတ်ကဆိုးဘယ်လိုမိစ္ဆာဆိုးတွေကမှဝေရောက်ပုဂ္ဂနောက်ဆက်ဖြစ်စီရင်မခံရဘူးလို့ရှင်တော်မြတ်ဘုရားကိုယ်တိုင်ဟောထားတယ်အမလီကူတော့ထူဆန်းလိုက်တာကျမသားလေးသည်တာမဏေရဲ့ကျင့်ဝတ်နဲ့လည်းညီပါတယ်လူတကာဓမ္မပေါင်းများစွာကိုလည်းတရားဓမ္မတွေခေါ်ကြလို့ပြီးနေတဲ့သားလိမ္မာလေးပါဘယ်လိုနတ်ဆုပ်ဘယ်လိုနတ်ယုတ်ကများလာရောက်ပြီးတော့ငါသားလေးကိုနှိပ်စက်နေတာလေလို့အမေဖြစ်တော့ရင်ထဲမှာမကောင်းတော့ဗဇက်ကတဖွားဖွားပြောပြီးတော့ငိုတဲ့အခါပြိဿကြီးအဲ့ဒီတော့မှတရားခံကပေါ်တယ်ဘယ်သူလဲဆိုရင်ဟင်းပေါ့ဟုတ်လားဟာကိုကြီးကျော်လည်းမဟုတ်ဘူးမန္တလေးလည်းမဟုတ်ဘူးအမေချမ်းပေါ့လားအဲ့ဒီတော့မှဘယ်သူလဲဆိုတော့ပြိဿကြီးစောစောတုန်းကတရားပွဲတိုင်းမှာရှေ့ဆုံးကနေရာအပေးခံနေရတဲ့အမေဖြစ်ခဲ့ဘူးတဲ့ဘီလူမကြီးကတခါတဲ့သူ့သားလေးကိုလိုက်ကြည့်တယ်ငါသားလေးတရားဟောရတာပင်မလိုက်တာဆွမ်းဖုံးပေးလို့မှအဆင်ပြေပါမလားအခုဘယ်များရောက်နေလဲဆိုတော့လိုက်ကြည့်နေမှာသားပြောက်ရှာလိုက်တာသူ့အမေရဲ့အိမ်ပေါ်မှာလူထွက်ခြင်းလို့စောင့်နေတဲ့သားကိုမြင်လို့အမေကအောက်မလီငါကသူ့အရှိန်ဝါနဲ့နတ်ပုံနတ်လောကထဲမှာငါကဘိုလ်လုပ်လို့ရနေတာအမလီသူတာလူထွက်သွားရင်ငါဒုက္ခရောက်လိမ့်မယ်ငါဘယ်တော့မှအထွက်မခံနိုင်ဘူးဆိုပြီးတော့အမေဘီလူမကအဲ့ဒီမှာဝင်ပူးတာပူးပြီးတော့မှဟိုမှာအမေရင်လူဘဝကအမေကိုပြောတယ်ဘာမှမကြောက်နဲ့ငါဒီသူ့ရဲ့အမေဟောင်းဘလူမဖြစ်တယ်နင်သားကိုပြောလိုက်လူထွက်မယ်လို့များတော့နောက်ထပ်တခေါမှမပြောနဲ့ပြောရဲ့ပြောကြည့်ရောက်တဲ့နေရာငါကနှောက်ယှက်ဖြစ်စီမှာပဲပြောလိုက်သာသနာ့ဘောင်မှာတစ်သလုံးနေပါလို့ပြောလိုက်ပါဆိုပြီးတော့ရှိုးစောပြန်ထွက်သွားတော့ပြိဿရဲ့တခါတည်းသားအမေကလည်းမျက်လုံးတွေမှာမျက်ရည်တွေရဲနေငိုအမေငိုတာလည်းတွေ့သားလည်းပဲကြောင်တောင်နဲ့ဖြစ်နေတာအမေဘာဖြစ်တာလဲအမလီဘာဖြစ်ရမလဲသားရဲ့သားလေးကိုဘလူးမဝင်ပူးလို့အမေမှငိုလဲရတာနောက်ဆုံးဘီလူးမပြောသွားတယ်ငါသားလူထွက်ရင်ထွက်ကြည့်တွေ့တဲ့နေရာလိုက်နှောက်ရှက်မှလို့ပြောတယ်ငါသားရဲ့မထွက်ပါနဲ့ဘီလူးစားတဲ့ဘီခရုခရောက်ပါလိမ့်မယ်နဲ့ပြောလိုက်ရောအဲ့ဒီအချိန်ကစပြီးတော့ဩငါအမေဟာလူမထွက်စေခြင်းမလားဆိုတဲ့အသိစိတ်နဲ့ကိုရင်သာနုမထွက်တော့ဘူးဟုတ်လားကဲပရိသတ်ရင်ကျွတ်တို့အမေကိုမေးကြည့်ဟုတ်လားကျုပ်ငယ်ငယ်တုန်းကထွက်ချင်တယ်လို့ပြောလားမပြောဘူးလားလို့မေးကြည့်ဟုတ်လားဘယ်လိုပြောမယ်ထင်တယ်ငယ်ငယ်တုန်းကအဆိုတော်ဒါလှုပ်ချင်တာပဲဟုတ်လားဟမ်အဆိုတော်လှုပ်ချင်မန္တလေးရောက်တော့လေအငင်းကြည့်ပြီးရင်လေလူရှင်တော်မလှုပ်ချင်ဘူးမင်းသားလှုပ်ချင်တာဟိုင်မင်းသားဆိုတဲ့တခြင်းကိုလိုက်ဆိုပြီးတော့မင်းသားလှုပ်ချင်တာအဲ့တော့စိတ်ကူးရင်လိုက်သေးတယ်လို့အသက်19နှစ်လောက်ရောက်ရင်လူထွက်ပြီးမင်းသားလုပ်ရင်ကောင်းမလားမသိဘူးလို့မင်းသားဆိုရုပ်ရှင်မင်းသားမဟုတ်ပြိတဲ့အချင်းမြင့်တဲ့မင်းဇမင်းသားဟုတ်လားအဲ့တော့ပြောနေတာအဲ့မှာကိုရင်သားနုအဲ့ဒီအချင်းကစပြီးတော့ပြိတ္တရင်သာသနာပေါင်းကိုပျော်ပြီးတော့ပရိယတ္တိဇာပေတွေသိကြသင်ပฏิပတ်တိတရားဓမ္မတွေသိကြအထုတ်ရလာတဲ့ပရိယတ္တိပฏิပတ်တိအသိဉာဏ်တွေကျွယ်ဝလာတဲ့အချိန်မြတ်စွာဘုရားရဲ့သာသနာမှာယဟန်ဘဝကိုခံယူလိုက်ပါပြီယဟန်ဘဝရောက်တဲ့အချိန်ကစပြီးတော့ကိုရင်သာနုတရားဟောလိုက်တာပြိတ္တရင်ကျင့်တဲ့အကျင့်ကလည်းကိလေသာကင်းတဲ့ယဟန်နာဖြစ်သွားတယ်ဟောတဲ့တရားကလည်းပဲလူပုံသာမကနတ်ပုံနတ်လောကတိုင်အောင်တုံလုံး၆ခြားတဲ့တရားဓမ္မများကိုဟောနိုင်စွမ်းရှိသွားတယ်ကဲပြောလိုတာကပြိတ္တရင်ဒီဇတ်တော်လေးကိုကြည့်လိုက်ရင်တာမဏေလေးရဲ့မေတော်တပါးဖြစ်ရတာဒီမမြင်ရတဲ့နတ်တွေကရောတန်ဖိုးမထားဘူးလားလူတွေကရောတန်ဖိုးမထားဘူးလားအမလီကိုသားလေးကတော်ပြီးကြော်သွားမယ်ဆိုရင်ကို့မေတော်ရောမျက်နှာမလှဘူးလားလှတာပေါ့အင်ကြီးစကိုစားတော့ဝယ်ပေးစရာမလိုဟုတ်လားဟိုကဝယ်ပေးလိုက်ဒီကဝယ်ပေးလိုက်ဟုတ်လားအဲ့တော့ပြိဿကြီးပြောလိုတာကအာလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေ
ဒီလိုအမိဒီအမျိုးသမီးတိုင်းရအောင်ကြိုးစားဖို့မကောင်းဘူးလားအပြိုကြီးတွေမပါပေါ့ဗျာဟုတ်လားဟမ်အဲ့တော့အာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းနေဘုံကံရှိတဲ့ဌာနမှာနေခွင့်ရနေတဲ့တို့ရဲ့ဘုံကံတွေဒီအမြဲတမ်းဘုံကံကောင်းနေတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့နေကြမယ်ဆိုရင်သာသနာကြီးနဲ့ဓိတမကနီးစပ်ခွင့်ရပါလိမ့်မယ်ဒါကြောင့်ဘုံကံရှိသူတို့ဌာနေဆိုတာလေးကိုအဓိပ္ပာယ်ဖော်ကြရအောင်ရှင်တော်မြတ်ဘုရားကဂါထာလေးတစ်ပုဒ်နဲ့မိန့်ကြားပူပါတယ်သာသနာပုညဝန္တသပုညဝန္တာဝလပရေနဗ္ဗပုညကရဟစီပဂဏိတုမဝိတယသာသနာပုညဝန္တသပုညဝန္တာဝလပရေနဗ္ဗပုညကရဟစီပဂဏိတုမဝိတယဘုံညာဝတ္တသာဣန္ဒရိယသတိ6ပြာဘုံတဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွယ်ရှိဖြာဟောဒီသာသနာတော်မြတ်ကြီးကိုဘုံညာဝတ္တဝါရှိခြင်းဘဝတံပါရကဘုဇာကံတို့ရှိခဲ့မှုတဲ့ပုဂ္ဂိုလ်တို့မှသာလည်းဗဂဏိတုံပစ္စည်းဓမ္မနထာနာဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပန်ဒီကောင်းစွာမသွေစွမ်းဆောင်နိုင်ပါ၏ပရိသတ်ဘုံကံရှိတဲ့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကိုဟောအတိတ်ဘဝရှိရေးဘဝများစွာကလေးကဌာနဘုံကံသီလဘုံကံသမာဓိပညာဘုံကံနေပါလာခဲ့တဲ့ပုဂ္ဂိုလ်တို့မှသာလည်းပစ္စည်းနဲ့ပူဇော်ထောက်ပံ့ခြင်းတရားဓမ္မနဲ့ပူဇော်ထောက်ပံ့ခြင်းကိုအမှန်တကယ်ပဲပြုလုပ်ခွင့်ရရှိပါတယ်သာသနာကိုပြုခွင့်ရတယ်ဆိုတာဘုံကံရှိတဲ့လူတွေလားဘုံကံမရှိတဲ့လူတွေလားဘုံကံရှိတဲ့လူပါဗျာဒီတော့ဘုံကံဆိုတာစကားထဲမှာပြောမနေဘူးလားလေကိုတော်တို့များဘုံကံကောင်းလိုက်တာမပြောဘူးလားတပည့်တော်တို့များဘုံကံနဲလိုက်တာမပြောဘူးလားသွားမပြောနဲ့ဗျာဘုံကံကောင်းလိုက်တာပြောရင်ပြောဘုံကံနဲလိုက်တာပြောရင်ဘုံကံဆိုတဲ့စကားဟာပြိဿရင်ပုံညဆိုတဲ့ပါဠိကလာဘယ်ကလာတာလဲပုံညကိုမြန်မာပြန်ရင်ပေါ့ကောင်းမှုကုသိုလ်ကံအဲ့ဒီကောင်းမှုကုသိုလ်ကံလို့အဓိပ္ပာယ်ရတဲ့ပုံညကိုပဲဟိုမှာပုံညဆိုတော့ဘက်ကညနေရင်အဲ့ဒါကိုပဲပုံညကံလို့ပြောရတာနဲ့ညာလေးတက်လိုက်တော့ပုံကံကနေမှဘုံကံဒီလိုဖြစ်လာတာဒီတော့ဘုံကံကောင်းလိုက်တာဆိုတဲ့အဓိပ္ပာယ်ဒီရှေးတုန်းကပါရမီကုသိုလ်တွေကောင်းလိုက်တာလို့ပြောတာနဲ့မတူဘူးလားဘုံကံနဲလိုက်တာဆိုရင်ရှေးတုန်းကပါရမီကုသိုလ်တွေနဲလိုက်တာလို့ပြောတာနဲ့မတူဘူးလားအေးအဲ့ဒါပဲပရိသတ်ရေလူသားချင်းအတူတူပြည့်စည်သရာသာသနာအကြောင်းသုံးပြညီညွတ်ခွင့်ရတယ်ဆိုတာအတေဘဝများစွာတော့ကဘုံကံပါရမီကောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေသာလည်းဟောဒီဘဝမှာမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အချိန်ပြည့်စည်တွေလည်းပြည့်စုံဖို့ရလာလိမ့်မယ်ရလာတဲ့ပြည့်စည်ဥစ္စာပေါ်မှာလည်းပဲထက်သန်တဲ့သရတရားတွေနဲ့စွန့်လွန်ရဲတဲ့စိတ်ဓာတ်တွေဝင်လာလိမ့်မယ်ဒီတော့အတိတ်ဘဝများစွာကဘုံကံအကောင်းကိုပြိဿရေအတိအမှတ်မပြုလို့ရပါမလားဟောဒီကနေ့လူတန်းလို့ပြည့်စုံနေတာကအတိတ်ကဘုံကံနဲ့ဒီကနေ့ပြုတဲ့ဘုံကံကောင်းမှုကံဒီကနေ့ပြုလိုက်တဲ့ကောင်းမှုကုသိုလ်ကံတွေကအနာဂတ်ဘဝမိမိနိဗ္ဗာန်မရသေးရင်ထိကျက်မြင့်မြတ်တဲ့ဘုံကံကိုပြန်ပြီးတော့ပေးအောင်မှာပါမပေးနိုင်ဘူးလားအတိတ်ကိုလည်းပယ်လို့မရဘူးအနာဂတ်ကိုလည်းမယုံလို့ရပါမလားမရဘူးဒါကြောင့်ငါတို့သည်အတိတ်ဘဝမြောင်းများစွာတော့ငါသာသနာတော်နဲ့နိစ္စတဲ့ဒါနသီလဘာဝနာကောင်းမှုဘုံကံတွေကြီးခဲ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားသာသနာထွန်းကားတဲ့ဟောဒီနိုင်ငံမှာပစ္စည်းဥစ္စာတွေလည်းပြည့်စုံလာတဲ့ထက်သန်တဲ့တရားတွေနဲ့ငါတို့သည်ပိုင်ရှင်ဖြစ်လာပြီဆိုတဲ့အခါသာသမီတွေကိုလည်းပဲရှင်ပြုနာသအလူတွေလှူနိုင်တယ်ကျောင်းတကာကျောင်းအမယဟန်တကာယဟန်အမဆွမ်းတကာဆွမ်းအမဆိုတဲ့ပစ္စည်းလေးပါးတရားဓမ္မဘဝကိုလည်းငါတို့ရခွင့်ရှိလိုက်ပြီဒါကြောင့်
ဘုံကံရှိတဲ့လူတွေအများကြီးကျွတ်တို့နိုင်ငံမှာမရှိဘူးလားရှိပါဘူးသို့တော်ပြိဿကြီးအတိတ်ကဘုံကံကောင်းလို့လူဘဝမှာသာသနာနဲ့ဆုံနေပေမဲ့အဲ့ဒီကံကိုပဲထိုင်စားပြစ္ဆုတ်ပံဘုံကံမမြင့်ဘူးဆိုရင်အနာဂတ်မှာဘုံကံအကောင်းတွေရပါမလားမရဘူးဟုတ်လားဘုံညာဝန္တတာဣတရိယသတိ6ပြာဘုံတဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွယ်ရှိဖြာဟောဒီသာသနာတော်မြတ်ကြီးကိုဘုံညာဝန္တဝါရှိရှိဘဝတမ္ပါရကဘုံဇာကံတို့ရှိခဲ့မှုတဲ့ပုဂ္ဂိုလ်တို့မှသာလျင်ဗဂဏိတုံပစ္စည်းဓမ္မနထာနာဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပံတိကောင်းစွာမသွင်းစွမ်းဆောင်နိုင်ပါ၏နဗပုံညာဘုံကံရှားပါဂုံနွမ်းပါတဲ့ပုဂ္ဂိုလ်တို့သည်သာသနာအမွေရှိပြဟောဒီရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးကိုပက္ခဏိတုံပစ္စည်းဓမ္မနထာနာဖြင့်နဝလုံးလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်ကရဟစီတရားတခါတစ်ကြိမ်ကလေးများနလပရိနလပန္တိဘယ်လိုနည်းနဲ့မှမရရှိနိုင်ကြလျာသတည်းဘုံကံမရှိရင်တဲ့ပြိဿရင်တစ်ကြိမ်တစ်ခါလေးသားရှင်ပြုဖို့တောင်လုပ်လို့ရပါမှာတစ်ကြိမ်တစ်ခါလေးတန်ခါ3ပါး5ပါးဆုံးကပ်ဖို့တောင်ရပါမှာမရနိုင်ဘူးဒီတော့ဘုံကံပါရမီကံဆိုတာဒီသာသနာနဲ့နှိုင်းလိုက်ရင်ကြွားမသွားဘူးလားအေးဒါကြောင့်မြန်မာချင်းအတူတူဗုဒ္ဓဘာသာချင်းအတူတူကျွန်တော်ဟောဒီနိုင်ငံမှာပစ္စည်းတွေပြည့်စုံလို့တရားတရားအကောင်းတွေပေါ်လာရင်သာသနာမှာသိမ့်ချီတဲ့အထိသံဃာများစွာကိုလှူလို့မရဘူးလားအေးအဲ့ဒါပဲအဲ့ဒါဘုံကံရှိသူတို့ရဲ့ဌာနေသည်ကမ္ဘာမှာဘယ်နေရာလဲမြန်မာနိုင်ငံမှာဘုံကံတွေရှိပြီးသားပါပြိဿရင်ဟုတ်လားအဲ့ဒီဘုံကံကတစ်ခါကြာရင်တော့ဟုတ်လားပုံကံဖြစ်သွားလိုက်ဘုံကံဖြစ်သွားလိုက်ဟုတ်လားပုံသွားတဲ့ကံဖြစ်သွားလိုက်ဘုံသွားတဲ့ကံဖြစ်လိုက်ဟုတ်လားဘာပဲပြောပြောတစ်ချိန်ချိန်မှာတော့ဒီဘုံကံအမှန်နေသည်တို့ပြိဿအတွက်ဒီဘဝနဲ့ဘဝတန်တရာကောင်းကျိုးတွေမရနိုင်ဘူးလားရလိမ့်မယ်ဒါကြောင့်ဘုံကံအကောင်းတွေပိုင်ရှင်ဖြစ်ပါရဲ့ကဲနဲ့အနာဂတ်ဘဝမှာဘုံကံမဲ့သူဖြစ်သွားရမယ်ဆိုရင်နှမျောစရာမကောင်းဘူးလားနှမျောစရာကောင်းတယ်ဒါကြောင့်သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံဖို့ကသာလင်ပဒါနပါသာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံခွင့်ရခြင်းသည်ဘုံကံရှိသူတို့သာလင်ရတဲ့အခွင့်အရေးဖြစ်ပါတယ်ဆိုတဲ့အကြောင်းမှန်လားမှားလားဒါကြောင့်ဘုံကံကြီးမားတဲ့ရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံတဲ့အချိန်ဘုံကံကြီးမားခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြပါလျက်ခင်နဲ့ဘုံကံကောင်းကြောင်းအလုပ်ဒါနသီလဘာဝနာတွေကိုနောက်တွန်းလို့ကြောက်ရွံ့နေမယ်ဆိုရင်အနာဂတ်ဘဝမှာဘုံကံကြီးပါမလားအေးဒါကြောင့်အတိတ်ကဘုံကံကိုလည်းအာယုံပြုပြစ္ဆုတ်ပံကောင်းမှုကံကိုလည်းသိချဖြစ်ပြီးတော့အနာဂတ်ဘဝမှာလည်းတို့ဟာဘုံကံပါရမီကံရှင်တွေဖြစ်ပြီးတော့ဘဝတန်တရာတွေတဖြည်းဖြည်းတိုးရင်းနဲ့နိဗ္ဗာန်ရောက်လိမ့်မယ်လို့အလူရှင်တွေရောဓမ္မဆွေတော်မျိုးတော်များရောအာယုံပြုတ်ပြီးတော့ဝမ်းမြောက်နိုင်ပါစေဒီလောက်ဆိုရင်ဘုံကံရှိသူတို့ရဲ့ဌာနေသဘောပေါက်ပြီလားပေါက်မပေါက်ကျုပ်ကတော်မှဖြစ်မှာမနက်ဖြန်ကျရင်7 နာရီမနက်7 နာရီတပွဲညနေ6 နာရီတပွဲည9 နာရီတပွဲအမလီမနက်ဖြန်ဘယ်မျက်နှာဘယ်အတန်နဲ့ဟောမလဲမသိဘူးဟုတ်လားဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနိတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနသာဓုသာဓုတိဘာတထာသာရဝတရားနာလာကြပါရဲ့အများဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနံ
ကိုဘုံကံကြီးတဲ့နေရာမှာရောက်နေတာကိုအမတ်တမဲ့နေအမတ်တမဲ့စားပြီးတော့အချိန်ကြီးကုန်သွားမှဆိုတဲ့အတွက်ကြောင့်တတိပိလိုက်တဲ့ဣတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုတ်သိနာကြရကုန်ပြီးသည့်ဖြစ်၍အဘိနန္ဒနာစေတေနအလွန်နှစ်သက်ရှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်တည်သုံးတော်ရန်ကုန်မြို့မှာအောင်မလီသူတရားပွဲစဉ်တွေထွက်လာရင်တော့တနိုင်ငံလုံးဟိုရောက်ဒီရောက်နဲ့ရန်ကုန်ကိုတော်တော်နေတယ်ရောက်လာတဲ့နေလေးကြပြန်တော့လေတရားလေးဟောလိုက်တာ2 နာရီတောင်မပြည့်ရင်လို့အာမလို့အမယစိတ်ထဲမှာကြိတ်ခဲကားနဲ့များကြံရစ်ခဲ့ကြမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်မနေပါနဲ့မနှက်ဖန်အစီအစဉ်ပြောပါမယ်ဟောဒီကိုယ်တော်မိုးလင်းလို့ရှင်ရွာသားကြီးမှာဟောရမယ်ရွာသားကြီးပြီးညနေ38လမ်းမှာဟောရမယ်ဒီညပွဲကြရင်ဟောဒီဘုကံညွတ်မှာဟောရမယ်ဒါကြောင့်မကျေနပ်ရင်တရားတူရာရှိရာစဉ်းစားမနေနဲ့မနှက်ပန်3 ပွဲလည်းကိုဒါရောက်လို့နာနိုင်ပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ပရိသတ်ရန်ကုန်နေမန္တလေးတွေတူရာတွေရှိရာတွေတွေးစရာမလိုတော့ပါဘူးမနှက်ပန်တို့ပရိသတ်လည်းတရားနာလို့ရပါပြီဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းလိုက်ပါပြီဒါကြောင့်ကြည်ကြည်နက်နက်ကြည်ကြည်လင်းလင်းရွှင်ရွှင်ပြပြဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးချိန်သုံးဝနှုံမြတ်ဟာ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရသတည်း